ကျွန်တော်တို့ဒီ online ကနေဖက်တလန်းကနေဝင်ငွေရှာနိုင်မဲ့နီလန်းပေါ့ဗျာနောက်တစ်ခုကတော့ဒီခုခေတ်မှာကစားနေတဲ့ trading ပေါ့နော်အဲ့ဒါဥမာကျွန်တော်တို့ကဒီ trading မှာမှကျွန်တော်တို့ကဒီ future trade မဟုတ်ဘဲနဲ့အဖြေအမြန်ပေါ်ရလက်အမြန်ပေါ်နိုင်တဲ့ binary trading ကိုကျွန်တော် trade ပြမှာဖြစ်ပါတယ်အဲ့တော့ဒီ future trade လာမရှုပ်ထွေးပေမဲ့ technical ပိုင်းနေမများပြားပေမဲ့ binary trade မှာတော့ price action နဲ့ trend ကိုသိရုံနဲ့လူကြီးမင်းတို့အနေနဲ့ကိုဝင်ငွေရှာနိုင်မှာဖြစ်ပါတယ်နော်အခုဆိုရင်ဒါကျွန်တော်ကယူရိုဂျပန်ငွေကြေးအတွဲလေးကိုရွေးလိုက်တယ်ဗျာနော်ယူရိုဂျပန်ငွေကြေးအတွဲလေးကိုရွေးလိုက်တယ်ဒီ trend ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာမနက်၈နာရီကနေ down trend ပေါ့ဗျာဒီဒါ၈နာရီကနေဒီအခုထိ down တယ်အခုကဘယ်လောက်လဲဆို10နာရီခွဲ2နာရီခွဲတောင်ရှိပါပြီနော်ကြားချက်ပြောမနေနဲ့အဲ့တော့ तू ကဘာလို့အလောက်ကြာနေရလဲဆိုတော့မနေ့ကတနေ့လုံးတက်ထားလို့ဗျာဒီမှာကြည့်မနေ့ကတနေ့လုံးဒီမစင်းဘူးပေါ့ဗျာဒီအပေါ်မှာပဲနေနေရပါတော့ဒါကြောင့် तू ကဒီနေ့ကျတော့2နာရီဇက်တိုက်ကြာနေအဲ့တော့ပြန်တက်နိုင်တဲ့နေထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အခု down trend နဲ့ပဲဝင်ပါမယ်ဘာလို့ဆိုသူ့ရဲ့ major trend က down trend မို့လို့ပါဒါဆိုအသေးစိတ်နည်းနည်းပြမယ်ဆိုရင် higher low ဖြစ်သွားတယ် higher high ဖြစ်တယ် higher low ဖြစ်တယ် higher high ပဲထားပါတော့ higher low higher high higher low higher high higher low higher high higher low ပြန်ဖြစ်မှာပါเนาะအဲ့တော့ကျွန်တော်ဒီမှာ down နဲ့ဝင်လိုက်ပါ10မိနစ်เนาะအဲ့တော့ဒီမှာဝင်မဲ့ငွေကြီးကစီစဉ်ပြီးသားဒီမှာအချိန်ကရွေးတယ်ကျွန်တော်10မိနစ်ရွေးထားပါတယ်เนาะအဲ့တော့ကျွန်တော်10မိနစ်နဲ့ကျွန်တော်ဝင်လိုက်ပါပြီเนาะကျွန်တော်10မိနစ်နဲ့ဝင်လိုက်ပါပြီเนาะကျွန်တော်က down နဲ့ဝင်လိုက်တာเนาะသူကတော့တက်သွားတယ်အဲ့တော့ကျွန်တော်လောလောဆယ်ဒီ trade မှာ loss နိုင်တယ်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ down နဲ့နှစ်ဆတင်ပြီးဝင်ပါမယ်เนาะဘာလို့လဲဆိုတော့သူ့ရဲ့ major trend က down trend မို့လို့ပါเนาะ down trend မို့လို့ပါ major trend က down trend မို့လို့ပါအဲကြောင့်စိတ်ရှည်ပါ trader လောက trader တွေကတော့စိတ်ရှည်ရပါတယ်ဗျာเนาะငါးများတယ်လို့ပါပဲเนาะကျွန်တော်နှစ်ဆနဲ့ဝင်လိုက်ပါပြီတစ်ချိန်နှစ်ချိန်ကျွန်တော်ဒီနှစ်ဆနဲ့ဝင်လိုက်တယ်နှစ်ဆဝင်ရခြင်းကတော့အခုတော့ရှိရဗျာအခုမှ beginner တွေကတော့နှစ်ဆတွေပါလိုက်မဝင်နဲ့ပေါ့ဗျာเนาะဆုံးရှုံးမှုများသွားမှာဆိုကျွန်တော်ကတော့ကျွန်တော် trade တဲ့ပမာဏနဲ့ကျွန်တော်ဘယ်လိုပြောရမလဲဝေကြီးတစ်ခုရှိနေပြီးသားဆိုတော့ကျွန်တော်ကတော့ဒါနှစ်ဆနဲ့ဝင်လိုက်တာပေါ့ဗျာเนาะအဲ့ဆိုရှိရဟာလဲကြေသွားအောင်လို့လေရှိရဟာလဲကြေသွားအခုဆိုရင်သူကတန့်နေเนาะအဲ့ကြောင့်ကျွန်တော်ပြောတာမဟုတ်ကျွန်တော်ပြောကွာဗျာတလား down trend 2နာရီဖြစ်နေပြီဗျာเนาะ down trend 2နာရီဖြစ်နေသူကဒါပြန်ပြီး up trend ချိန်ရောက်သွားနိုင်တယ်လေเนาะဒါကျွန်တော်ကတော့ down trend နဲ့ပါပဲရှိနေတယ်လို့ယူဆလိုက်တာပေါ့ဗျာเนาะဒါပေမဲ့အခုကဇက်တိုက်တက်သွားတယ်ဗျာเนาะဇက်တိုက်တက်သွားတယ်ဟိုပြောရင် reverse ပြန်ကန်ပြီးထင်တယ်เนาะထပ်ပြီးတော့ loss ပါတယ်เนาะထပ်ပြီးတော့ loss ပါတယ်ဒီမှာဗျာဒီမှာ down trend ဒီမှာပြန်ပြီး up trend ဖမ်းနေသလားမသိဘူးเนาะဒီလိုဒီမှာဗျာ higher high higher low higher high ပြီးရင် higher low ပြန်ဖြစ်လိမ့်မယ်ပြီးရင် higher high ပြန်သွားလိမ့်မယ်เนาะ up trend ဆိုရင်ပြောတာပါဟုတ်တယ်ဗျ2နာရီရှိပြီဆို up trend ပြန်သွားတဲ့အချိန်ရောက်ပြီเนาะမမွန်စိတ်မင်္ဂလာပါအဲ့တော့ကျွန်တော် app နဲ့တစ်ချိန်ဆန်းဝင်ကြည့်လိုက်မယ်ဗျာเนาะ app trend သွားနေရအောင်ကျွန်တော် app လေးနဲ့တစ်ချိန်ဝင်လိုက်ပြီเนาะဟုတ်တယ် trend ပြောင်းသွားပြီဗျကျွန်တော်တို့အဲ့ဒါလေးလည်း view ဆက်ရမယ်ရှင်းမှာ down trend ဆိုတိုင်းနောက်တစ်ချိန် down မယ်မဟုတ်ဘူးဗျသူ့ရဲ့အချိန်ကန့်သတ်ချက်တချို့ trend တွေကနိုင်ဝက်ကြာတယ်တချို့ trend တွေကမိနစ်20ကြာတယ်တချို့ trend တွေကတနာရီပေါ့ဗျာအခုဆိုရင်ဒါ2နာရီထိတောင်ကြာထားတာဗျာဒီတော့2နာရီအကျော်မှာပြန်တက်တယ်ဖြစ်မှာပေါ့ဗျာနော်ပြန်တက်တာဖြစ်မှာကျွန်တော်ခုလည်း test loss တယ်အဲ့တော့သူ up trend ဆိုကျွန်တော်2ချိန်ထပ်ဝင်ပြီ up နဲ့2ချိန်ဝင်တာနော်အဲ့တော့ဟို down trend မှာ3ချိန်ရှုံးတာကိုခဏမေ့ထားလိုက်အောင်နော်လောလောဆယ်ဒီ up trend မှာကျွန်တော်ပြန်ယူမယ် up trend ဆိုတဲ့ဟာမှာပြန်ယူမယ်ပြောတာ sorry ဒါ up trend လို့ပုံသေးပြောလို့မရဘူးသူက down trend အချိန်မကုန်သေးရလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဆိုရင်တော့သူက up trend ကိုအားယူနေတော့ရှိသေးတယ်ဗျာနော်
uptrend ကိုအားယူနေတော့ရှိသေးတယ်ပြီးပြင်းမဖြစ်သေးဘူးဟိုဈေးကရဲမတက်တာပေါ့ဗျာနော်ရဲမတက်တာဈေးကရဲမတက်ဘူးတဲ့အဲ့တော့ရဲမတက်တော့ကျွန်တော်က loss အောင်မယ်ဘယ်လိုဖြစ်တာတော့ဒီနေ့စပြီးမှမထွက်ရသေးဘူးတော့ short loss စတော့မထွက်ရသေးဘူးတော့ short loss နေတယ်တော့ short loss ကျွန်တော်အခြားအတွဲလေးပြောင်းနိုင်ဝင်ရနော်အခြားအတွဲလေးပြောင်းအခုဒါ Euro USDT ပေါ့ဗျာEuro USDT ဆို Euro ဆိုလည်းဒီမှာ down trend ကြီးပဲဗျ down trend ကြီးပဲdown trend နဲ့မှခဏ up နေတာပေါ့လေ down trend နဲ့မှခဏ up အဲ့တော့ကျွန်တော်ဒီမှာ down trend up တုံးလေးဝင်လိုက်ပြီတစ်ချိန်နဲ့ဝင်လိုက်ပြီပေါ့နော်တစ်ချိန်နဲ့ဝင်လိုက်ပြီတဆနဲ့ဝင်တာပြောတာပါဗျာတစ်ချိန်လို့ပြောတာမဟုတ်တဆလို့ပြောတာပါဝင်လိုက်ပြီပေါ့နော်အခုဆိုရင်ကျွန်တော်ဝင်ထားတဲ့ဈေးတန်းနန်းမှာကစားနေတယ်ကစားပေမဲ့ तू ကအပေါ်ရောက်နေတော့ကျွန်တော်အခြေအနေမကောင်းဘူးအောက်ရောက်ရင်ကျွန်တော်အခြေအနေကောင်းဘာလို့ကျွန်တော် down နဲ့ဝင်တာနော်ကျွန်တော် down နဲ့ဝင်ထားတာ okay အခြေအနေနည်းနည်းလေးကောင်းလာတယ်အခြေအနေနဲ့ကောင်း okay 3 2 1 boom ကျွန်တော်ရလိုက်ပြီနော်ဟုတ်ပြီကျွန်တော်စပြီးတော့ရပြီပေါ့ဗျာနော်ကျွန်တော်စပြီးရပြီအဲ့တော့ तू က down trend လာအောင်မှာနော် down trend လာအောင်မှာဆိုကျွန်တော် down နဲ့ပဲထပ်ဝင်လိုက်သူတက်လေကောင်းလေပဲသူတက်လေကောင်းဘာလို့ down trend ဖြစ်တဲ့အတွက်သူတက်လေကောင်းလေပဲနော် down trend ဖြစ်တဲ့အတွက်တက်သွားရင်ကျွန်တော်တို့ကဈေးကောင်းရလိုက်တာပဲဗျာဒီအဝင်ကောင်းသွားတာပေါ့အဝင်ကောင်းသွားတာပေါ့အခုဆိုရင်ဒါတော့တက်ရိတ်တော့ပြနေတယ်ဒါပေမဲ့ကျွန်တော်ဝင်ထားတာကဟိုအမြင့်မှာဝင်ထားလိုက်တော့ကျွန်တော်ဝင်ထားတဲ့ဈေးတန်းအောက်မှာရောက်နေတယ်အဲ့တော့ကျွန်တော်တို့အားသာချက်ပဲဗျာနော်ကျွန်တော်တို့အားသာချက်ဖြစ်သွားတာကျွန်တော်တို့အားသာချက်ဖြစ်သွားတယ်အဲ့တော့ကဲစောင့်ကြည့်ကြတာပေါ့စောင့်ကြည့်ကြတာပေါ့အခုဆိုရင်10စက္ကန့်ပိုင်းပဲလို့ပြောတယ်ဗျာနော်10စက္ကန့်ပိုင်းပဲလို့ပြောတယ်4 3 2 1 boom ကျွန်တော်ရလိုက်ပြန်ပြီနော်ကျွန်တော်ရလိုက်ဒါပေမဲ့ဆွမ်းနာပြောကျွန်တော်ဟို loss တုံးက3ချိန်နေ2စတွေ3စတွေနဲ့ကျွန်တော် loss ခဲ့တာဆိုတော့အခုကတစ်စနဲ့ပဲရဆိုတော့မကြည့်သေးဘူးပေါ့ဗျာနော်ဒီမှာတော့ down trend ထဲမှာနည်းနည်းပြန် up နေအဲ့တော့ခဏစောင့်လိုက်အောင်နော်ခဏစောင့်လိုက်ဒါတော့အမြင့်ဆုံးဈေးတန်းရောက်သွားရင်ပြီးရင် down တော့မှာကျွန်တော် down နဲ့ဝင်လိုက်ပြီဗျာနော်ကျွန်တော် down နဲ့ဝင်လိုက်ပြီနော် down နဲ့ဝင်လိုက်ပြီစွန့်စားရတော့ကြာတယ်ဗျ။ဘာလို့ဆို तू တက်အားမကုန်သေးခင်မှာကျွန်တော်ဝင်လိုက်တာပေါ့ဗျာနော်။တက်အားမကုန်သေးခင်မှာဝင်လိုက်တာ။အခုတကယ်လို့ဒီကန်တယ်မှာကျွန်တော် loss ရင်နောက်ကန်တယ်မှာကျွန်တော် down နဲ့ဝင်ပါမယ်နော်။ဘာလို့ဆို तू ဟိုအတက်ထဲမှာပြန်ကျမဲ့အချိန်လေးမို့လို့ကျွန်တော်ရအောင်ကြည့်လိုက်နော်။အတက်ထဲမှာပြန်ကျမဲ့အချိန်လေးမို့လို့လား။ဟုတ်တယ်ကျွန်တော်လောရတယ်နော်။ကျွန်တော်လောသွားတယ်။လောသွားတယ်ဟုတ်ပြီကျွန်တော်လောအဲ့မှာကျွန်တော်နှစ်ဆနဲ့ဝင်နှစ်ဆနဲ့ဝင်လိုက်ပြီနော်တောင်းဒီကြတော့ तू ကဟိုပါဗျာလိုင်းလုံးများလို့တစ်ချက်ပုတ်တယ်နောက်ပြန်ဆုပ်တယ်အခုကနောက်ပြန်ဆုပ်တဲ့အချိန်ဟိုအန်ဒီရများတယ်နော် beginner တွေအတွက်အန်ဒီရများတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီရတဲ့အချိန်လေးမှာရတယ်လို့အမျက်ယူမှဖြစ်တယ်ဟောလို့ရှေ့မှာကျွန်တော်ပါထားလို့ရှေ့မှာပါထားလို့ဟိုစကားရဟိုလိုပြောတာမဟုတ်ပါဘူးနည်းနည်းကို trade တဲ့ trend ကိုနည်းနည်းကိုပိုင်လာပြီးထင်တော့အဲ့လိုလုပ်ပေါ့ဗျာနော်ဟို beginner တွေအတွက်တော့မလုပ်သင့်ဘူးပေါ့နော် beginner တွေအတွက်မလုပ်သင့်ဘူးအန်ဒီရနည်းနည်းရှိအခုဆိုရင်ကျွန်တော်ဝင်ထားတဲ့ဈေးတန်းအောက်ကိုရောက်သွားပြီနော်အဲ့တော့ဒီရှေ့ကက်ရက်မှာကျွန်တော်ရှုံးထားတဲ့ဟာပြန်ရမလားဆိုတာစောင့်ကြည့်ပါမယ်နော်ပြန်ရမလားဆိုတာစောင့်ကြည့်မယ်4 3 2 1မပေးဘူးကြာမပေးဘူးအဲ့တော့ကျွန်တော်ဒီတစ်ခေါက်တော့ app နဲ့ဝင်လိုက်ပါပြီနော် app နဲ့ဝင်လိုက်ပါပြီ3ချိန်နဲ့ဝင်လိုက်ပါ4ချိန်နဲ့ဝင်လိုက်ပါ app နဲ့ဝင်လိုက်ပါပြီနော် app နဲ့ဝင်လိုက်ပါ app နဲ့ဝင်လိုက်ပါနော်ရှေ့က loss တာတွေကိုကာဖို့အတွက်ရင်းလိုက်တာပါငွေချစ် capital မများတဲ့သူတွေမရင်းသင့်ဘူးပေါ့နော်
Okay အခုဆိုရင်ဘာပြောကျွန်တော်ဝင်တဲ့10မိနစ်ရဲ့ဟိုတဝက်ကျိုးလာပြီပေါ့ဗျာနော်10မိနစ်ရဲ့တဝက်ကျိုးလာပြီ Okay အဲ့တော့အခုဆိုရင်စက္ကန့်ပိုင်းပဲကျန်တော့တယ်5 4 3 2ဒါလည်းပါသေးတာစိတ်တောင်ပြတ်လာစိတ်တောင်ပြတ်လာဒီမှာအဲ့ဆိုကျွန်တော်ဒီမှာဝင်လိုက်ပြီဗျာတစ်ချိန်နဲ့အတက်ပဲနော်သူကတက်တော့တက်ချင်တယ်အပပမတက်ဘူးဖြစ်နေတက်တော့တက်ချင်တယ်အပပမတက်ဘူးဖြစ်နေတာဒီနေ့မနေ့တည်းတော်တော်ထိပါအဲ့တော့တက်ပြောမယ်ဗျာအဲ့လိုဟိုလိုဒီလိုဈေးကွက်ဆိုရှောင်များသလားအခုကျွန်တော်ဒီညာပြီးရင်ဆောနာကျွန်တော်ဂျပန်ငွေကြေးပဲပြန်သွားရမယ်နော်ခုလောက်ဆိုရင်ဂျပန်ငွေကြေးအတွဲကup trend down trend ပြပြပြင်းကွဲသွားပြီနော်ကျွန်တော်က up trend down trend ပြပြပြင်းကွဲသွားပြီဆိုရင်ကျွန်တော်တို့ဖိတ်လို့ကောင်းသွားပြီဝရှာလို့ကောင်းသွားပြီပေါ့နော် up trend down trend ပြပြပြင်းကွဲသွားပြီဒီမှာ euro gbp 1အတွက်ဒီမှာဗျာနော်ဟိုဖြစ်သွားပြီဒီမှာဆိုရင်ဒါ down trend သွားနေတယ်1 2 3 4 5 5တိုင်းသွားပြီးရင်ဒီဇိုင်းတက်တယ်ပြီးရင်အဲ့တော့5တိုင်းပြန်သွားလိမ့်မယ်အဲ့တော့ကျွန်တော်အကျနဲ့ဝင်လိုက်ပြီနော်5တိုင်းတိုက်ရိုက်မဟုတ်တော့ဗျာ4တိုင်းလောက်သွားလိမ့်မယ်ဒီမှာ4တိုင်း3တိုင်းလောက်4တိုင်း3တိုင်းလောက်သွားလိမ့်မယ်4တိုင်း3တိုင်းလောက်သွားလိမ့်မယ်ဗျာသူကဒီ trend တစ်ခုက price action တစ်ခုကနည်းနည်းမတိမ်မင်းလေးသွားတတ်တယ်ဗျာဟုတ်လားဥပမာဆို2မိနစ်နေပြီးရင်ပြန်တက်တာမျိုး3မိနစ်နေပြီးပြန်တက်တာမျိုးအဲ့ဒါသူ့ရဲ့ဒီနိုင်ဝ trend အတွင်းမှာမိနစ်40 trend အတွင်းမှာပုံစံတူသွားတာများတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုစောင့်ပြီးတော့ဝင်ပေါ့ဗျာတကယ်လို့အဲ့တစ်ချိန်အဲ့ကန်တယ်မှာ loss သွားရင်နောက်ကန်တယ်မှာစာတိုးနဲ့လိုက်ပေါ့အခုဒါဆိုရင်ကျွန်တော် loss သွားတယ်နော်အဲ့တော့ကျွန်တော်အခုဒီမှာဖြစ်ကန်တယ် loss သွားလို့နောက်ကန်တယ်ကို down နဲ့ဝင်လိုက်ပြီနော်အဲ့ဒါဒီကန်တယ်မှာပဲဝင်လိုက်တာဒီကန်တယ်မှာပဲကဲ့ရက်မှာပဲကျွန်တော်ဝင်လိုက်တာမုံရသူလေးမင်္ဂလာပါညီမလေးမင်္ဂလာပါညီမလေးတို့အလုပ်ကဘယ်ဆိုလို့လဲဟိုဟာဘယ်လိုပြောရမလဲဖုန်းတော်သုံးခွင့်ရတာပဲနော်ဖုန်းတော်လေးသုံးခွင့်ရတာမိုက်တယ်လွတ်လပ်တယ်ကိုကောင်းမင်္ဂလာပါဗျကိုကောင်းမင်္ဂလာပါကျွန်တော်ဒီ viewer လေးတွေဗျကျွန်တော်ဒီ live ကိုကြည့်နေတဲ့သူလေးတွေ comment လေးတွေအသေးလေးတွေပေးလို့ရတယ်နော်ပေးပါဦးကျွန်တော်တို့က live လွှင့်တဲ့သူတွေက comment တအားမျှော်ရပါတယ်ဗျ comment တအားမျှော်ရပါတယ်ဗျာဟုတ်ကဲ့ညီမလေးကျေးဇူးတင်ပါတယ်ကိုကောင်းကတော့အသေးတွေပုံကျဲနေပြီကဲဟုတ်ပြီရပြီနော်ရလိုက်ပြီနော်ရလိုက်တော့ရှေ့ကအရှုံးကိုဘယ်လိုကာမလဲအဲ့တော့ तू ကကြားလေဦးမယ်သူ့ရဲ့အရာဆို4ချောင်းလောက်ကြာမှာအဲ့တော့ပြောရင်ဗျာမနေ့ကသင်ခန်းစာဟောပါတော့ဒီ3-4ချောင်းမြောက်အန်တီရများတယ်မဝင်နဲ့တော့သူဒီ4ချောင်းအချိန်ကိုအောင်စောင့်လိုက်10မိနစ်ကိုတစ်ချောင်းဆိုတော့ဟိုပါပေါ့4ချောင်းဆို4မိနစ်စောင့်ပေါ့နော်ဒီဒါကျွန်တော်တို့က3တိုင်မြောက်မှာဝင်လိုက်တာဗျာနော်3တိုင်မြောက်မှာဝင်လိုက်တာကန်တယ်3တိုင်မြောက်မှာဝင်လိုက်တာဗျာကျွန်တော်တို့ကကြမယ်မှန်သွားတယ်ပေါ့ဗျာဟုတ်တယ်တက်မှာကိုကောင်းဟုတ်တယ်တက်လောက်တယ်တက်မှာပေါ့နော်ဒီမှာသူကအတက်ပြရတယ်ပြီးတော့3ချိန်သက်တိုက်ကြတယ်အဲ့တော့4ချိန်မြောက်နဲ့5ချိန်မြောက်မှာ4မိနစ်နဲ့5မိနစ်မှာပြန်တက်လိမ့်မယ်နော်ကျွန်တော်အတက်နဲ့ဝင်ပါပါဒါပေမဲ့4မိနစ်မှာတက်မှာလား5မိနစ်မှာတက်မှာလားမသေးကြဘူးဖြစ်နေလို့နော်အတွေ့လားထက်ဆင်းတယ်ဒီမှာထက်ဆင်းတယ်အဲ့တော့4မိနစ်မှာမတက်ရင်5မိနစ်မှာတက်လိမ့်မယ်နော်ကျွန်တော်5မိနစ်မှာဝင်ပေးမယ်နော်ဒီ1မိနစ်တော့လွတ်ပေးလိုက်ဒီ1မိနစ်ကိုလွတ်ပေးလိုက်ဟုတ်တယ်4-3နဲ့ဟုတ်တယ်သဘောပေါက်တယ်ကျေးဇူးပဲဟုတ်တယ်4-3နဲ့ဘာပြောကျွန်တော်ပြောရကြိုလက်တယ်ပေါ့နော်သဘောပေါက်တယ်ဟိုအရင်လဲခင်ဗျားတို့ knowledge တွေရသိတာလည်းဖြစ်ပါလိမ့်မယ်နော်ဒါပေမဲ့ဒါကြတော့ကျွန်တော်အထူးပြုပြောနေတဲ့အပိုင်းလေးမဟုတ်ဘူးလားကျွန်တော်အထူးပြုပြောနေတဲ့အပိုင်းအခုဒါဒီ
ကန်တယ်10မိနစ်ကိုအောင်စောင့်နေနော်စက္ကန့်20ကျော်ပဲကျန်တော့တယ်ဒီကန်တယ်ကုန်တာနဲ့ကျွန်တော် app နဲ့ဝင်ပါနော်ကြိုပြောတယ်နော်ကောက်လောက်တာမဟုတ်ကြိုပြောတာကြိုပြောပြီးတော့လောက်တာကျွန်တော်ကကြိုပြောပြီးလောက်တာအဝေးကြီးကိုကြိုပြောပြီးလောက်တာဒီကန်တယ်စက္ကန့်ကိုအောင်စောင့်နေတာပါကျွန်တော် app နဲ့ဝင်ပါပါ app နဲ့ဝင်ပါပါခွန်း6 5 4 3 2 1ကျွန်တော် app နဲ့ဝင်လိုက်ပြီနော်ကျွန်တော် app နဲ့ဝင်လိုက်ပြီနော်တကယ်လို့အခုကျွန်တော်ဝင်တဲ့ကန်တယ်မှာကျွန်တော်ရှုံးသွားရင်နောက်ကန်တယ်မှာကျွန်တော် app နဲ့ဝင်နောက်ကန်တယ်မှာကျွန်တော် app နဲ့ဝင်မယ်နော်သူတခုတော့ရှိရပါဗျာသူက trend ရဲ့သဘာဝရဟိုသူတို့ကပုံသေးကြီးသွားမယ်လို့တော့မရှိဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်ကသူ့ရဲ့အရေးချေလေးလေ့လာတာဟောကျွန်တော်တို့ဒီငားများတဲ့သူတွေဆိုရင်လည်းသိမှာပေါ့သူတို့သူ့ရဲ့ပတ်ဝန်းကျင်အခြေအနေပေါ့ရေလေးဆက်ဆက်ရှိမယ်ဒီဆိုနာတစ်ပင်လေးတွေပါလေးတွေပေါက်နေမယ်ရေသီးရေလာလေးကလည်းကောင်းတယ်ဒါဆိုဒီနေ့မှငားရှိနိုင်တယ်အဲ့သဘောပေါ့နော်ဟိုပုံသေးကြီးတော့မဟုတ်ပေါ့တနေရာနဲ့တနေရာထပ်တူတော့မကြဘူးပေါ့ဗျာနော်ထပ်တူတော့မကြဘူးပေါ့ထပ်တူတော့မကြဘူးပေါ့ဗျာနော်အဲ့တော့ trading မှာလည်းကျွန်တော်တို့ကအဲ့လိုဒီသူ့ရဲ့ကန်တယ်တွေ check တွေရဲ့သဘာဝတွေကိုပိုင်နိုင်လေ့လာမယ်ဆိုရင်နည်းနည်းကျွန်တော်တို့ငွေရှာဖို့အတွက်အထောက်အကူအများကြီးဖြစ်ပါကျွန်တော် loss တယ်နော် loss ရင်ကျွန်တော်2ချိန်နဲ့ဝင်ပါပြီဒီတစ်ခေါက်မြန်လေးဝင်လိုက်အော်နောက်ကျသွားနော်ဒါတော့နောက်ကျကြည့်အောင်ဝင်တာဒီမှာဝင်တာကြည့်အောင်ရက်ဆက်တယ်နော်သူထပ်ဝင်လိုက်ပြီဘာလို့ဆိုဒီမှာဒီနေ့ကသူ့ရဲ့အတက်မြင်းနေဗျအဲ့ဒါကိုဒီကိုရောက်သွားတယ် line ကြောင်ဒီကိုရောက်သွားတယ်ကြည့်အောင်ရက်ဆက်တာဒီကန်တယ်မှာကျွန်တော်အတက်ဝင်လိုက်ပြီနော်ဒီကန်တယ်မှာကျွန်တော်အတက်ဝင်လိုက်ပြီဒီကန်တယ်တော့ကျွန်တော်ရဲဆက်ပြောရင်မလွဲတော့ဘူးထင်တာပဲသလားမလွဲတော့ဘူးထင်တာပဲဒါသူတက်ရမယ်အချိန်ရောက်သွားပြီသလားသူတက်ရမယ်အလှည့်ကိုရောက်သွားပြီဒါပေမဲ့အခုလက်ထိတော့ကျွန်တော်ဝင်ထားတဲ့ price ရဲ့အောက်ကိုကျနေတယ်ဗျာနော်အဲ့တော့မှားသွားတဲ့အခါကျတော့လေပြစ်ပြီးပြောသလိုပြောရတော့မှာပေါ့နော်ဒီနေ့ကံမကောင်းပါလားပေါ့မတက်လာသေးဘူးပြသလားဒါဒီတစ်ခေါက်စီးပေါက်သွားပြီပေါ့နော်1 2 3 4 5တိုင်ကျသွားတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ပထမ ratan ပြတ်ပြီပေါ့အဲ့လိုပဲပြောရမှာပေါ့နော်စကားရှာကြံပြီးတော့သူ့ရဲ့ပထမ ratan ပြတ်သွားပြီသလားအဲ့တော့ကျွန်တော်ဒီမှာတော့2ချိန်နဲ့ဝင်ကြည့်လိုက်မယ်ဒီမှာနော်2ဆနဲ့ဝင်ကြည့်လိုက်မယ်ဟိုကတုံးတာတော့ရှုံးသွားပြီဒါပေမဲ့နည်းနည်းမျောလင်းချက်လေးနဲ့ပေါ့အဲ့တော့ကျွန်တော်ထပ်ပြောမယ်ဟိုအရှုံးလေးကနေဆရာကြီးလှုပ်ခြင်းပေါ့ trend ကိုမဆန့်ကျင်နဲ့ဗျသိလား trend ကိုမဆန့်ကျင်နဲ့အခုကျွန်တော်တို့ဘာလို့ loss သွားလဲသလားဒီမှာအနိက trend ကိုဆန့်ကျင်လို့လေသူက down trend သွားနေတာဒီမှာကြည့်ဇက်တိုက်ကျနေအဲ့ဒါကိုကျွန်တော်တို့ကဆန့်ကျင်ပြီးတော့ဘယ်လိုလဲဆိုတော့နောင်ပြီးတက်မယ်ဆိုတဲ့စိတ်ကြီးနဲ့သွားနေလို့ရှုံးတာdown trend ကိုဆန့်ကျင်လို့ဒီမှာတွေ့လား down trend ကြီးဒီမှာ down trend ကြီးဒီမှာဘယ်နှမိနစ်တောင်ရှိသွားပြီလဲ1 2 3 4 5 6 9 10 9 10 11 12 13 14 15မိနစ်တောင်ရှိသွားပြီလား15မိနစ်ဇက်တိုက်ကျသွားတာဗျာအဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာသာ down နဲ့မိနစ်တိုင်းကိုလိုက်ဝင်လိုက်ရင်10ချိန်ဝင်9ချိန်လောက်နိုင်နေပြီလားကျွန်တော်ထက် loss သွားပြီအဲ့တော့ trend ကိုမဆန့်ကျင်နဲ့ကျွန်တော် major trend major trend လည်း down trend ကြီးဗျာဒီမှာ major trend လည်း down trend ကြီးကျွန်တော်မိုက်သွားတာကျွန်တော်မိုက်သွားပြောရင်မှုဝင်သွားတာ major trend နဲ့ minor trend ကိုစိတ်ထဲလွတ်သွားတာဒီမှာဒါ major trend ကြီးက down trend ကြီးအဲ့တော့ကျွန်တော်တို့က up trend ကိုသိအာရုံမစိုက်နဲ့ down trend ကိုအာရုံစိုက်ရမှာတလား major trend က down trend နော်အဲ့တော့ကျွန်တော်တို့ကဒီ up တာကိုရှောင်ပြီးတော့ down ကိုလိုက်ရမှာသိလား major trend တိုင်းလိုက်ရမှာ major trend တိုင်းလိုက်ရမှာအဲ့တော့သူပြန် up မဲ့အချိန်ကိုစောင့်မဝင်နဲ့သူပြန်အပ်တဲ့ကန်တယ်2တိုင်တက်ရင်တက်မယ်3တိုင်တက်ရင်တက်မယ်လွတ်ပေးလိုက်ပြီးလို့ရှိရင်ကြမဲ့အချိန်ကိုဝင်ရမှာကျွန်တော်မှားသွားတယ်ဗျာကျွန်တော်မှားသွားတယ်ဒါပေမဲ့ကျွန်တော်အရင်စကားတွေပြောခဲ့ပါတယ်နော် trend ကိုမဆန့်ကျင်နဲ့လို့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်နော် trend ကိုမဆန့်ကျင်ပါနဲ့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်ဒါကျွန်တော်တို့ဒါ trend ကိုဆန့်ကျင်လို့ဖြစ်သွားကျွန်တော်ဒီတစ်ခေါက်အကျနဲ့ဝင်မယ်နော်အကျနဲ့ဝင်လိုက်ပြီအမှန်တော့မနေနိုင်လို့ဝင်တာပေါ့ဗျာ तू ကလူနေတော့ရှိသေးတယ်ဈေးကွက်ကိုသူကလူနေတော့ရှိသေးတယ်နော်ဈေးကွက်ကိုလူနေတော့ရှိသေးတယ်သူဈေးကွက်ကိုဟုတ်မင်္ဂလာပါ H မင်္ဂလာပါနော်ကျွန်တော် comment လေးတွေပေးကြပါဦးအထင်အမြင်လေးတွေအထင်အမြင်လေးတွေ
trading အတွေ့အကြုံရှိရင် yes ဆိုပြီးရေးလိုက်ရုံပါပဲ trading အတွေ့အကြုံမရှိရင် no လို့ရေးလိုက်ရုံပါပဲ h မင်္ဂလာပါ h မင်္ဂလာပါအခုဒီမှာဒီကန်တယ်ကိုကြားကျင်တယ်လို့မကြားကျင်တယ်လို့မမဆောင်လုပ်နေနော်အဲ့တော့ကျွန်တော်နောက်ကန်တယ်လေးအကြနဲ့ဝင်ပါမယ်ဒီကန်တယ်ကတော့ရသွားနိုင်တယ်နော်ရသွားတယ်နော်ရတယ်ဒီကန်တယ်ရတယ်နော်အဲ့တော့သူကပြန်ခဏတက်အောင်မလားစောင့်လိုက်အောင်မယ်မတက်သေးဘူးရသူအကြအားကိုမကုန်သေးဘူးနော်ဘယ်လောက်ထိ down trend အားကြီးနေလဲဆိုတော့အကြအားကိုမကုန်သေးဘူးနော်ကျွန်တော်ထပ်ဝင်လိုက်ပြီနော်ဒီမှာကျွန်တော်ဝင်လိုက်ပြီမင်္ဂလာပါကျွန်တော်ဒီ live ထဲကိုရောက်လာတဲ့သူတွေစကားလေးပါလေး comment လေးပါလေးပေးကြပါဦးစကားလေးပါလေး comment လေးပါလေးပေးကြပါဦးမြန် comment လေးပါလေးပေးကြပါဦးအော်မလေးຫນွယ်ကျေးဇူးပါဗျာ share ပေးတာနော်မလေးຫນွယ်ကျေးဇူးပါဗျာမလေးຫນွယ်ကျေးဇူးပါကျေးဇူးအရင်တင်ပါတယ်ဗျာနော်ကျွန်တော် viewer တက်အောင်လုပ်ပေးတာကျေးဇူးတင်ပါတယ်ဒီမှာအခုဆိုရင်ဒါ15စက္ကန့်ပဲကျန်တော့တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဝင်ထားတဲ့ဒီဈေးတန်းနှစ်ခုကြားမှာကစားနေတယ်အဲ့တော့အပေါ်လုံးကတက်ရင်တော့ကျွန်တော်နှစ်ခုလုံးရှုံးပြီပေါ့ဗျာအလဲမှာဆိုရင်တော့နည်းနည်းတက်တာပေါ့ဗျာနော်အလဲမှာပြီးသွားတယ်နော်အလဲမှာပြီးသွားတယ်ဒီမှာ down trend နော် down trend အဲ့တော့ down trend မှာကျွန်တော်တို့ကစိတ်ရှိနဲ့သူ့ရဲ့ app ကိုစောင့်ပြီးတော့ down trend ကိုပဲဝင်သူပြန် app မဲ့အချိန်ကိုစိတ်ရှိစောင့်လိုက်ဗျာမဝင်နဲ့ trend ကိုမဆန့်ကျင်တယ်တလားဘာလို့သူတက်ရင်တောင်မှပါလေးတက်မှာဆိုတော့အတက်ကိုလှန်ဝင်တာစိတ်မချရဘူးအတက်ကိုလှန်ဝင်တာစိတ်မချဘူးဗျာနော်အခုကြောက်နည်းနည်းကြာသွားတယ်နော်ဟောတခုတော့ရှိရနော်သတိပေးလိုက်မယ်သူကြာတာကိုပြက်သားတအားမကြာဘူးနော်အဲ့တော့ဘာသဘောကိုပြရလဲဆိုတော့ကြာအားကုန်တော့မယ်ဆိုတဲ့သဘောကိုပြတာကြာအားကုန်တော့မယ်နော်ကြာအားကုန်တော့မယ်အဲ့တော့သူကခဏနေရင်နောက်နိုင်ဝက်နေမလား15မိနစ်နေမလားအဲ့ကြရင်ပြန်တစ်ဖန်တက်လိမ့်မယ်သလားဟုတ်တယ်အကြပြန်ဖမ်းဝင်ဟုတ်တယ်ညီမလေးဟုတ်တယ်ညီမလေးမုံရွာသူလေးဟုတ်ပါတယ်အခုဒါကျွန်တော်အကြဝင်လိုက်ပြီနော်ကျွန်တော်အကြဝင်လိုက်ပြီအော်ဆိုသူဇက်တိုက်ကြမယ်လို့ကျွန်တော်ယူဆလိုက်လို့နော်အကြဝင်လိုက်ပြီနော်အကြဝင်လိုက်ပြီတွေ့လားတခုရှိရနော်သူဇက်တိုက်ဆင်းသွားတာနော်ဒါပေမဲ့ဈေးကိုပြက်သားကြီးမဆင်းသွားဘူးသလားပါလေးတွေကတ်ဆင်းတာအဲ့တော့ဘာသဘောလဲဆိုတော့ထပ်ပြောမယ်အကြအားကုန်နေပြီနော်အကြအားကုန်နေပြီနောက်မိနစ်ပိုင်းနာရီပိုင်းမှာသူပြန်တက်တော့မှာအဲ့ဟိုကယူရိုငွေဈေးပြန်တက်တော့မှာသလားယူရိုငွေဈေးပြန်တက်တော့မှာဩဒုက္ခပဲကိုဟိုဖြစ်ခံကြမှာဒီကတက်နေဒုက္ခပဲဟုတ်သေးဘူးဟာဒီနေ့မနေ့နည်းနည်းခံရဘက်ကများနေဒီနေ့မနေ့ခံရဘက်ကများနေပြီဒီနေ့မနေ့ခံရဘက်ကများနေဒွန်းနဲ့ပါသွားပြီမျိုးတွတ်ပြီးကံမကောင်းပါလားဒါ तू ကပြန်ပြီးအားယူတာပြန်ဖြစ်သွားပြန်ပြီးအတက်အားယူပြန်ပြီးလားကန်တဲ့ဘယ်နဲ့တိုင်အားယူမလဲတော့မသိဘူးကန်တဲ့ဘယ်နဲ့တိုင်အားယူမလဲတော့မသိဘူးဗျာနော်ဟုတ်တယ်စောင့်လိုက်မယ်ညီမလေးစောင့်လိုက်မယ်နော်ဟုတ်တယ်စောင့်လိုက်မယ်ဟုတ်တယ်ဘယ်လိုပြောရမလဲသဘောတွေတောင်ပေါက်လာကြပြီထင်တာပဲနော်သဘောတွေတောင်ပေါက်လာကြပြီကျွန်တော်စောင့်လိုက်မယ်နော်စောင့်လိုက်မယ်ကျွန်တော်ကိုယ့်အကို trade နေတယ်လို့ပဲသဘောထားလိုက်တော့မယ်နော် MKZ မင်္ဂလာပါဗျ MKZ မင်္ဂလာပါအပန်းမကြည့်ဘူးဆိုရင် comment လေးတွေပေးခဲ့ပါအောင်ဗျာအော်ဟုတ်သူကဒါဟိုဟာလေ trader ခင်ဗျဒီ binary trade ပေါ့ဗျာနော် trading မှာသူက future trade မဟုတ်ဘူးသူက future trade ဆိုရင်တော့ stop loss တွေဒီ liquidity တွေနဲ့ take profits တွေပါတာပေါ့ဗျာနော်ဒါကကြတော့သူက binary trade ကအတက်အကျ2မျိုးကိုသူကဒီတန်10မိနစ်အတွင်း5မိနစ်အတွင်းမှာမှန်းတာအခုကျွန်တော်အကျဝင်လိုက်ပြီနော်သူတက်တော့အကျဝင်လိုက်ပြီသူကဒီမှာဗျာကိုဝင်မဲ့ငွေပမာဏဒီမှာသတ်မှတ်ထားမယ်ပြီးရင်ထိတ်မဲ့အချိန်10မိနစ်လား5မိနစ်လားသူကသတ်မှတ်လိုက်မယ်ပြီးရင်ဈေးတက်မဲ့ထင်အသိအောင်ခလုတ်အတက်ကိုနှိပ်ကျမဲ့ထင်အသိခလုတ်လေးနှိပ်ရုံပဲနော်စိတ်ဝင်စားရင်ကျွန်တော်ရဲ့
Telegram ကောက် MRTK 93လုံးကိုလာပြီးတော့ပြောပြီနော်ကျွန်တော်အဲ့ဒီမှာအကောင့်ဖွင့်ဖို့ link ပေးမယ်ပြီးရင်ည7နာရီတိုင်းမှာ Zoom ကနေ free သင်ပေးတာရှိတယ်အဲ့ကျွန်တော် Zoom link တွေချပေးမယ်နော် Telegram group ထဲမှာ Zoom link တွေချပေးတယ် MRTK 93လုံးနော် Mr TK 93လုံးဟိုကမပါဘူးတော့မပါဘူး MRTK 93လုံးမှာ MRTK 93လုံးမှာ MRTK 93လုံးမှာနော်အဲကျွန်တော်ရလိုက်ပြီနော်ကျွန်တော်ရလိုက်ပြီကျွန်တော်ဒါ trend အတိုင်းလိုက်လို့ရတာနော်မဟုတ်ရင်ကျွန်တော်အသက်သွားဝင်ရကြမှာရ trend အတိုင်းလိုက်လို့ရတာကျွန်တော်အကြထက်ဝင်ထားပြီနော်အကြထက်ဝင်လိုက်စိတ်ဝင်စားလို့ရှိရင်ကျွန်တော်ရဲ့ MRTK 93လုံးကို Telegram မှာလာပြောပေးပြန်နော်ကျွန်တော်ရှေ့တင်ထားတဲ့ video link တွေရောဟို account link တွေလည်းပေးမယ် Telegram group လည်းထည့်ပေးမယ်ပြီးလို့ရှိရင်ကျွန်တော် account ဖွင့်ဖို့ link လည်းပေးမယ်နော်ဟိုသူက account ဖွင့်လိုက်တာနဲ့လေ့ကျင့်ဖို့ငွေ1000ပါပြီးသားနော်ထုတ်လို့တော့မရဘူးအဲ့တော့ကိုကငွေအစစ်မထည့်ဘဲနဲ့လေ့ကျင့်လို့ရတယ် account ဖွင့်တာလည်း free နော် account ဖွင့်တာလည်း free သင်တန်းကလည်း free နော်ဟုတ်လားပတ်စံလည်းကိုမထည့်ချင်ထည့်စရာမလိုဘူးပတ်စံထည့်ပါလည်းမပြောဘူးအဓိက trading ပညာရပ်ကိုလာလေ့လာကြည့်လိုက်နော်ဖိတ်ခေါ်ပါတယ် MRTK 93လုံးမှာ MRTK 93လုံးမှာကျွန်တော်အခုလည်းရလိုက်ပါပြီနော်အခုလည်းရလိုက်ပါပြီဒါဒီတစ်ချိန်နည်းနည်းကြာသွားတာဒါဆိုကြားကောင်းလာပြီပေါ့ဗျာအဲ့တော့တတိရှိရင်ဝင်ဆိုကျွန်တော်တို့လိုက်မယ်ဝင်တယ်ဒီမှာကျွန်တော်ထပ်ပြီးဒီမှာအကြထက်ဝင်လိုက်ပြီနော်တူတာနဲ့ကြားကောင်းသွားတဲ့သဘောပြတ်သားသွားပြီပေါ့ဗျာသူတက်မာလားကြမာလားဆိုပြီးတော့နှစ်ယောက်သားလူနေတဲ့အချိန်ကနေပြီးတော့ဒါကူကြတဲ့ဘက်ကိုသူအားတာလာလို့ပြုတ်ကနေဆင်းကြသွားတာနော်ဒါဆက်ကြအောင်မဲ့သဘောနောက်9မိနစ်10မိနစ်နိုင်ဝက်ဆက်ကြအောင်မဲ့သဘောပြီးမှကြာအားကုန်ပြီဆိုမှပြန်ပြီး reverse ပြန်ကန်လိုက်မယ်အတက်နဲ့သွားတော့မှာနော်အဲ့တော့ကျွန်တော်တို့ကဒီ down trend ကိုလိုက်နေတာဖြစ်တဲ့အတွက် down trend မှာပဲ down နဲ့လိုက်ဝင်တယ်သူအကြကုန်ကန်နီးရင်တော့ခွာမှာပေါ့ဗျာကျန်တဲ့ဈေးကွက်ကိုခွာမှာပေါ့ခုတော့ဒီကောင်ကကြာအားမကုန်သေးဘူးလို့ယူဆတယ်ကြာအားကုန်သွားပြီဆိုတော့ခွာမယ်နော်ပြင်ဦးလွန်သားလေးမင်္ဂလာပါဗျာမင်္ဂလာပါโอเคရလိုက်ပြီနော်ရလိုက်ပြီဆိုရှောင်းမယ်ဆိုတော့ तू ပြန်ပြီးတော့နည်းနည်းအားယူမဲ့အလှည့်ဖြစ်နိုင်တယ်ပြန်တက်နိုင်တယ်အဲ့ဒါတစ်ချက်ကစထိုးလို့ရတယ်နော်တစ်ချက်ဆိုတာ$1ကိုပြောတာပေါ့ဗျာတစ်ချက်ကနေစထိုးလို့ရတယ်နော်ကြိုက်တဲ့လောက်ထိုးလို့ရတယ်နေဦးဒါလောင်းကစားမဟုတ်ဘူးဆရာရဲ့ trader ကန်တယ်ရဲ့ check တွေနားလည်ရမယ်ဒီကန်တယ်တွေနားလည်ရမယ်ပြီးရင်ကျွန်တော် indicator တွေရဲ့အသွားလာပေါ့အောင်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ menu trade ကိုလုပ်လို့ရပြီနော်ဒီတဲ့အသေးစိတ်သိချင်ည7နာရီမှာ Zoom နဲ့သင်ပေးတယ်ဗျာနော်အဲ့တက်ပါတပြားတစ်ချက်ပေးစရာမလိုပါဘူးဗျာနော်တပြားတစ်ချက်မှပေးစရာမလိုပါဘူးဘာမှမဆွဲဆောင်ပါဘူးဗျာနော်အခုမပေးရလို့နောက်ပေးရမှာလားဆိုတော့နောက်လည်းမပေးရပါဘူးဗျာနော်နောက်လည်းမပေးရပါဘူးဒီသင်တန်းကလည်းကားပါပဲအကောင့်ဖွင့်တာလည်းအလကားပါပဲနော်အကောင့်ဖွင့်လိုက်ရင်ကိုကဘာရမလဲဆိုရင်တော့အကောင့်ဖွင့်လိုက်ရင်ကိုကလိုက်ဆန်းကြည့်လို့ရတာပေါ့ဗျာနော်အကောင့်ဖွင့်လိုက်တာနဲ့ तू ကဟုတ်တယ် down trend လေညီမလေးဒါ down trend လေဒီမှာပြမယ်ဒီမှာလေး down trend လေမကြည့်လိုက်အောင်ဇောက်ထိုးကြီးကိုဆင်းလို့ down trend သွားနေအဲ့ဒါကြောင့် down ကိုဝင်တာလေမမရဲ့အဲ့ဒါကြောင့် down ကိုစောင့်ဝင်နေတာ तू ပြန် up မဲ့အချိန်တွေရှောင်ပြီးတော့ down ကိုဝင်နေတာအဲ့တော့ဘာကိုပြောမယ်ထပ်ပြောမယ် down trend ကိုမဆန့်ကျင်နဲ့ trend ကိုမဆန့်ကျင်နဲ့တလား trend ကိုမဆန့်နဲ့ဒါကြောင့်အကိုက app ကိုမဝင်တာအစမသိဘဲနဲ့ major trend မသိဘဲနဲ့ app ကိုသွားလှန်ဝင်လိုက်တော့ထိတာလေကိုမှပတ်စံနေပါသွားတယ်လေအခုက major trend down trend ကြီးတလားတခုတော့ရှိရနော် down trend ကြာနေပြီ down trend ကုန်တော့မှာတလားကုန်ပြီးရင်သူကပြန်တက်မှာအောက်ကနေအပေါ်ပြန်တက်မှာအဲ့တစ်ချက်တော့သတိထားအဲ့ဒီတစ်ချက်သတိထားအဲ့ဒါဆိုရင်ဖွင့်လို့ရပြီအခုကျွန်တော် down trend တစ်ချက်ဝင်နောက်ကြောက်ဝင်ပြီကျွန်တော်ဝင်လိုက်ပြီနော် down နဲ့ဝင်လိုက်ပြီအောင်ဆိုသူစောနာကန်တယ်တစ်ချက်ယုံပြီးသွားပြီအဲ့တော့ဒီကန်တယ်မှာထက်ကြမယ်လို့ယူဆတယ်တကယ်လို့အခုဒီကန်တယ်မှာကျွန်တော် loss တယ်ဆိုရင်ကျွန်တော်နောက်ကန်တယ်နဲ့ down နဲ့ထက်ဝင်မယ်နော်နောက်ကန်တယ်မှာ down နဲ့ထက်ဝင်မယ်ဗလားသူကြဖို့ဟုတ်ကျေးဇူးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်
ကိုလင်းထိန်မင်္ဂလာပါကိုလင်းထိန်မင်္ဂလာပါเนาะလင်းတာလေးကလှတယ်ဗျ LIM နဲ့လင်းထားတယ် LIM နဲ့လင်းထားတယ်ဒုက္ခပဲ तू ကမစင်းဘူးဗျာသွားပြီပါပြီအဲ့တော့နောက်ကန်တဲ့ကျွန်တော်နောက်ကန်တဲ့မှာအကြနဲ့ဝင်မယ်เนาะနောက်ကန်တဲ့မှာအကြနဲ့ပါပြီမစင်းဘူးဗျာ तू ကကြည်စမ်းroller coaster ဆင်းသွားတယ်ကြည်စမ်း roller coaster စီးသွားပါတယ်ဗျာရလိုက်ပါတယ်ဗျကျွန်တော်ကြည့်နေတဲ့သူလေးတွေရင်ခုန်သွားတဲ့ဆိုရင် yes ဆိုပြီးတော့များမပေးချင်ဘူးလားဗျာ yes ဆိုပြီးတော့ comment လေးများမပေးချင်ဘူးလားဗျာသဘောပေါက်တဲ့သူကရင်ခုန်သွားမှာနော်သဘောပေါက်တဲ့သူကရင်ခုန်သွားမှာကျွန်တော်မဝင်သေးဘူးဗျာနော်ကိုရဲရင်မင်္ဂလာပါကိုရဲရင်မင်္ဂလာပါ okay တက်သွားပြီတက်သွားရင်ကျွန်တော်ဝင်ပြီအော်အဲ့လိုတက်တော့ဝင်ရမှာအကြဝင်ရမှာတလားသူကလူနေပြီအတက်ကြလူနေပြီเนาะဒီမှာအပေါ်လဲမီးစာထွက်တယ်အောက်လဲမီးစာထွက်တယ်เนาะကျေးဇူးတင်ပါတယ်เนาะကျေးဇူးတင်ပါတယ် yes ပေးကုန်ပြီဟိုကအပေါ်လဲမီးစာထွက်တယ်အောက်လဲမီးစာထွက်တယ်အတိတ်ပြန်ဘာလဲဆိုတော့အတက်ဖက်လည်းမပါနိုင်သေးဘူးတဲ့အကြဖက်လည်းမပါနိုင်သေးဘူးတဲ့လူနေတာပေါ့ဗျာလူနေတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာသူနည်းနည်းလေးတက်သွားတဲ့အတွက်ကျွန်တော်အကြထက်ဝင်လိုက်ပြီနော်အကြထက်ဝင်လိုက်ပြီအမှန်တော့ तू ကအကြမှာမီးစာထွက်သွားရင်မကြကျင်ဘူးပြောနေတာနော်အကြမှာမီးစာထွက်ရင်အတိတ်ကမကြကျင်ဘူးပြောတာဒါပေမဲ့ကျွန်တော်အကြဝင်တာဘာလို့လဲဘောင်းထရန်းလေဗျာသိရမလားကျွန်တော်အခုထွက်ရင်ဒေါင်းထရန်းမှာထွက်နေတာလေဒီတော့ down trend မှာထွက်နေတာဖြစ်တဲ့အတွက်အကျနဲ့ပဲလိုက်တာပေါ့ကိုဝေပူးရဲ့မင်္ဂလာပါဗျကိုဝေပူးရဲ့မင်္ဂလာပါဟိုတရုတ်လိုရေးထားတဲ့နာမည်ကြီးကမခေါ်တဲ့လို့မခေါ်တာနော်အားလုံးပဲမင်္ဂလာပါကျေးဇူးတင်ပါတယ်အခုတွေ့လားကျွန်တော်အကျနဲ့ဝင်လိုက်တာကျွန်တော်ဝင်ထားတဲ့ဈေးတန်းအောက်ကိုကျနေပြီအဲ့တော့အခြေအနေကောင်းတယ်လေဒါပဲလေကျွန်တော်တို့တွေမှာစိတ်ချမ်းသာတယ်သလားကျွန်တော်တို့ကဒီ trade တစ်ချောင်းဝင်လိုက်တာနဲ့ကိုဝင်ထားတဲ့ trade တစ်ချောင်းရဲ့ဟုတ်တယ်ရပြီဟုတ်တယ်ရပြီဟိုမှန်သွားပြီဆိုရင်စိတ်ကချမ်းသာနေရောသလားစိတ်မလောတော့ဘူးအေးဆေးလေးဖြစ်နေ emotion ကိုနည်းနည်း loss သွားပြီစိတ်ကပူလာပြီလိုက်ရမှာလားသွားရအဲ့ဒါကြောင့်ကျွန်တော်ပြောတာ trend အတိုင်းလိုက်အေးချမ်း trend အတိုင်းလိုက်နော် trend အတိုင်းလိုက်အဲ့တော့အခုဒီချိန်မဝင်သေးဘူးဟောသူပြန်ဘက်ကန်နိုင်တယ်နော်သူဘက်ကန်နိုင်တယ်ကန်ပေးစီအောင်ကန်တာစောင့်မယ်ပြီးရင် down trend ထပ်ဝင်မယ်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့သတိပေးလိုက်မယ်down trend ကြတာတအားကြာနေပြီနော် down trend ကြတာတအားကြာနေပြီအဲ့တော့ तू ဘာလာတော့မလဲဆိုတော့ up trend လာတော့မယ်သိလားအဲ့ဒီအချိန်လေးကိုကျွန်တော်တို့ကသတိထားရမယ် down trend ကြတာတအားကြာနေပြီနော်သိလား trend တစ်ခုကဆိုပါစို့ကျွန်တော်မိနစ်20အတွင်းကိုကောင်းကောင်း trade လို့ရမယ်နိုင်ဝက်ထိရမယ်နောက်ဆုံးလုံးလုံးချင်းချင်းတနာရီထိရမယ်တနာရီနောက်ပိုင်းသတိထားတော့တနာရီကြော်ပြီဆိုတော့ तू ကဈေးကပြန်တက်ဖို့စောင့်နေပြီအကျဆိုလဲညမဟုတ်တယ်အကျဆိုလဲဟိုဟာတက်ဖို့စောင့်နေပြီအတက်ဆိုလဲကျဖို့စောင့်နေပြီဟုတ်လားအခုဒီမှာကျွန်တော်ဒီမှာသူဒီလိုတက်တာဒီနန်းလေးအထိတက်တော့ဝင်လိုက်ပြန်ပြီဒီချိန်နော်နောက်ဆိုသူတက်အားကိုမရှိနေသူအကျဟိုကမကုန်သေးဘူးဗျအကျဂုံတက်တိမကုန်သေးဘူးနော်အကျဂုံတက်တိမကုန်သေးဘူးမကုန်ဘူးဆိုကမှဒီကန်တွေကတက်ပေါ့မကုန်ဘူးဆိုကမှဒီကန်တွေကတက်ပေါ့မကုန်ဘူးဆိုကမှဒီကန်တွေကတက်ပြီကဲစောင့်တာပေါ့ဗျာကျွန်တော် roller coaster ထက်စီးတာပေါ့ roller coaster ထက်စီးတာပေါ့ဗျာ one to left မင်္ဂလာပါနော် one to left မင်္ဂလာပါဟိုပေါ့ဆိုတာအမှန်ကျွန်တော်ဝင်တာလေးစောရတာဗျအဲ့ဒီအစိမ့်နှန်းဝင်ကိုရနေအဲ့ဒီအစိမ့်နှန်းဝင်ကိုရနေဒီတစ်ချိန်တော့ loss တော့မယ်ထင်တယ်နော်ဟိုသူဒီအနီအောင်မြင်းအောက်ကိုမဆင်းတော့ဘူးနော်မဆင်းတော့ဒါသူပြန်အားယူရရှင်အဲ့တော့ဒီကန်တဲမှာကျွန်တော် loss သွားရင်နောက်ကန်တဲမှာကျွန်တော်အကျနဲ့ဝင်မယ်နော်ဒါသူဒါတက်တယ်ဆိုတာဟန်ပြပဲသူဘာဆိုတက်အားကိုမရှိညာ down trend မကုန်သေးဘူးနော် down trend မကုန်သေးဘူးကြည့်အခုဆင်းသွားပြီဟောတွေ့လားရလိုက်ပြန်ပြီတွေ့လားကျွန်တော်ဒါအရှုံးထားတဲ့ trade နော်ဒါဒီ trade မှာကျွန်တော်ရှုံးပြီလို့လွတ်ထားတော့တာနော်ရှုံးပြီလို့လွတ်ထားတော့ရလိုက်တွေ့လားအဲ့ဒါဘာကိုပြတာလဲဆိုတော့ down trend မကုန်သေးဘူးဆိုတာကိုပြတာကြအားမကုန်သေးဘူးဆိုတာကိုပြတာနော်ကြအားမကုန်သေးဘူးဆိုတာပြတာဟုတ်ကဲ့လောလောဆယ်ကျွန်တော်စီမှာကြည်နေတဲ့သူတွေ9ယောက်ရှိပါတယ်ဗျပေးပြီးသားသူကတော့မပေးပါနဲ့ဗျ comment လေးပေးကြပါလားဗျ comment လေးတွေYES yes တို့ဘာတို့ပေါ့လေ
yes တို့ဘာတို့လေး comment လေးပေးပါဗျာအပန်းမကြီးပါဘူးဟိုပေါ့ဆိုတော့မေးချင်တဲ့မေးခွန်းလေးတွေလည်းမေးလို့ရပါတယ်ဗျyes ကျေးဇူးတင်ပါတယ် comment လေးပေးတာကျေးဇူးဒီမှာတက်ပြီနော်တက်ရင်အကြောက်ဝင်ပြီဗျအမှန်တော့ပုံမှန်အတက် trans ဆိုရင်ကျွန်တော်တို့ကတစ်တိုင်းနှစ်တိုင်းစောင့်ရတယ်ဗျဟုတ်လားတစ်တိုင်းနှစ်တိုင်းစောင့်ရတယ်ဒါပေမဲ့ဒီ မှာကကြာအားကတအားများနေတယ်တက်အားကတိတ်မရှိဘူးအဲ့တော့ကျွန်တော်မဆောင်မင်းနဲ့တက်ပြီဆိုတာနဲ့ဝင်လိုက်တာဒီမှာနော်ကျွန်တော်ဒီမှာဖြတ်ခနဲဝင်လိုက်တာအကြနဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာနားလေပါလိမ့်မယ်နော်အဲ့မှာည Zoom Club ကိုလာတက်ဗျနားလေသွားလိမ့်မယ်နှစ်ပတ်လောက်တက်လိုက်ရင်ဆရာ share ကိုယ်တိုင်လုပ်လို့ရသွားလိမ့်မယ်နော်နှစ်ပတ်လောက်တက်လိုက်ရင်ကိုယ့်အကိုလုပ်လို့ရသွားလိမ့်မယ်အဲ့တော့ကျွန်တော်ကိုဆက်သွယ်ခြင်း MRTK 93လုံး MRTK 93လုံးအဲ့ Telegram ကိုလာပြောပေးနော် Master TK ပေါ့ဗျာ Master TK 93လုံးကိုလာပြီးပြောပေးတော့မပါဘူးနော်တော့မပါဘူး Master TK 93လုံးကိုလာပြောကျွန်တော် Telegram group ထဲကိုထည့်ပေးမယ်ည8နာရီတိုင်းမှာ Zoom ကနေရှင်းပြသေးရနော်8နာရီတိုင်းမှာမြန်မာလို8နာရီတိုင်းမှာရှင်းပြတယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့ထိပ်သီးပညာရေးကိုအလကားလေးလာခွင့်ရမယ်နော်အချိန်မှန်ပြတာအချိန်မှန်ရှင်းပြတာအခုဆိုရင်ကျွန်တော်အကြနဲ့ဝင်ထားတယ်5 4 3 2 ဘုံရလိုက်တယ်နော်အဲ့တော့ကျွန်တော်ဘာပြောခုဒီ down trend တိုင်းလိုက်တာ down trend တိုင်းဟုတ်တယ်စိတ်ဝင်စားမှုရှိရင်ပိုနားလေတယ် down trend တိုင်းလိုက်တာကျွန်တော်ရနေတယ်ဒါပေမဲ့တခုရှိတယ်လူကြီးမင်းတို့မဝင်ခင်မှာကျွန်တော် loss ထားတယ်ဗျာနော် loss ထားတယ်အဲ့တော့အရင်မရသေးဘူးနော်ဒါပေမဲ့အရင်မရရင်မဲ့အခုနောက်ပိုင်း trade တဲ့ဝင်သမျှနီးပါးရနေတဲ့အတွက်ကျွန်တော် emotion ကပျော်ရွှင်နေတယ်ဗျာနော် emotion ကပျော်ရွှင်နေတယ်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးပါအဲ့တော့အခုသူဒီမှာပြန် bounce ကန်တယ်ကန်ပေမဲ့မရဲတရဲလေးပဲကန်တယ်တွေ့လားပြောရင်သူ့မှာတက်အားကိုမရှိတာဗျာတက်တဲ့အားဆိုတော့ကိုမရှိဘူးအဲ့တော့ကျွန်တော်အကြထက်ဝင်မှာဒါပေမဲ့သူဒီတတိုင်းပြီးရင်နောက်တတိုင်းမှာတက်အောင်မလားဆိုပြီးတော့နှမျောစရာနော်နှမျောစရာတက်အောင်မလားဆိုပြီးစောင့်လိုက်အောင်မယ်နော်ဒီကန်တယ်ပြီးမှဆက်ဝင်ပါမယ်ဒီကန်တယ်ကိုမဝင်သေးဘူးပေါ့နော်အဲဝင်လိုက်တော့ရသွားမယ်ဒီကန်တယ်ကိုကျွန်တော်မဝင်သေးဘူးသူနောက်ကန်တယ်အတက်အကျထပ်လုတ်ပေးစေအောင်လုတ်ပြီးကန်ကြမှာကျွန်တော်အကျနဲ့ထပ်ဝင်မယ်နော်ဆက်ကြတာလေနော်ဆက်ကြရင်ကျွန်တော်ဝင်လိုက်ပြီနော်နည်းနည်းတော့နောက်ကျသွားတယ်ဆက်ကြရင်ဝင်လိုက်ပြီနော်โอเคထိုးစင်းသွားထိုးစင်းကျင်နေတာပေါ့ဗျာထိုးစင်းတော့မသွားသေးဘူးထိုးစင်းကျင်နေတာပေါ့အရေးအောင်ပြနေအရေးအောင်ပြနေနော် MRTK 93လုံးလေဆရာလည်း Telegram မှာရှေ့ကနေအခန့်လိုက်လေကိုဆရာလည်း MRTK 93လုံးရှေ့ကနေ assign လေးခံလိုက်လှမ်းပြီးတော့အပ်ထားလိုက်နော်တွေ့ရင် high ထားလိုက်ကျွန်တော် Telegram group ထဲထည့်ပေးမယ်ပြီးတော့ account ဖွင့်ဖို့ link ပေးမယ်ည8နာရီတိုင်းမှာဝင်တက်ပေးပါနားလည်သွားပါလိမ့်မယ်နားလည်ပြီးရဲ့နောက်မှာကိုယ်တိုင်လိုက်လုပ်ကြည့်ပါလေ့ကျင့်ပါဒီမို account ရှိပါတယ်လေ့ကျင့်ပြီးသွားရင်ကိုယ်တိုင်ထွေချင်းအပြင်ဝင်ငွေတွေရှာဖွေနိုင်မှာဖြစ်ပါတယ်နော်အခုဆိုရင်ဒီမှာ5 4 3 2 1ဘုံရတယ်နော်ကတိလေးရသွားတယ်နော်အဲ့ဒါဘာလို့လဲပြောပါအောင်သဘောပေါက်တဲ့သူတွေပြောလိုက်ပါအောင်သဘောပေါက်တဲ့သူတွေပြောမကြည့်ချင်ဘူးလားဗျအဲ့ဒါဘာလို့လဲထွန်းအတိုင်းလိုက်လို့ရတာထွန်းကိုမဆန့်ကျင်နဲ့ခုဒီမှာ down ထွန်းကြီးသွားနေတယ်ကျွန်တော် down နဲ့ကြီးပဲဝင်နေတယ် app နဲ့တခါမှမဝင်တော့ဘူးနော် app နဲ့မဝင်တော့ဘူးအဲ့တော့လူကြီးမင်းတို့မှတ်ထားရမှာထွန်းကိုမဆန့်ကျင်ပါနဲ့နော်ဒါလုံးဝကိုအနှစ်ချုပ်လို့ပြောရမယ်ထွန်းကိုမဆန့်ကျင်နဲ့အဲ့အတိုင်းလေးလိုက်ရလိမ့်မယ်နော်စိတ်ရှိလိုက်အဲဒီမှာ तू အစိမ်းအောင်ပြပြီးတက်ပြီးရင်နောက်တစ်တိုင်းကျလိမ့်မယ်ကျွန်တော်အဲ့မှာအတက်မှာ तू အတက်ဆုံးချိန်မှာအကျနဲ့ထပ်ဝင်မယ်အတက်ဆုံးချိန်မှာအကျနဲ့ထပ်ဝင်မယ်နော်တကယ်တော့ theory ရဆိုရင်အပေါ်မီးစာထွက်တယ်အောင်မီးစာထွက်တယ်ဆိုမဝင်နဲ့ပြီလားအပေါ်မီးစာထွက်တယ်အောင်မီးစာအတူတူထွက်တယ်ဒီမှာဒါမှမဟုတ်ပေါ့ဒီကောင်ဒီအတုံးလေးလို့ပေါ့အပေါ်မီးစာထွက်တယ်အောင်မီးစာထွက်မဝင်ရဘူးသူကဘာလို့ဆိုဈေးမပြတ်သားနေတာနော်ဒီတစ်ခေါက်တော့ကျွန်တော်နာတော့မယ်နော်ဒီတစ်ခေါက်ကျွန်တော်နာတော့မယ်တူဒါ uptrend အားကောင်းသွားပြီနော်ဒီမှာသူကစီကန်တိုင်းသွားတယ်ဒီမှာအောင်မီးစာထွက်တဲ့အတွက်မကြကျင်ဘူးဆိုတဲ့အဓိပ္ပာယ်မကြကျင်ဘူးဆိုတော့တကယ်တက်သွားတယ်တွေ့လားမကြကျင်ဘူးဆိုတော့တကယ်တက်သွားတယ်သူကအောင်မီးစာထွက်ရင်မကြကျင်ဘူးအပေါ်မီးစာထွက်ရင်မတက်ချင်ဘူးနော်အဲ့လိုလေးမှတ်ထားပေးပါအောင်မီးစာထွက်ရင်မကြကျင်ဘူးအပေါ်မီးစာထွက်ရင်မတက်ချင်ဘူး
အဲ့တော့အခုဆိုရင်သူဒီနမ်းမှာလဲနေပြီဆိုတော့ကျွန်တော်ဒီမှာအကြဝင်လိုက်တော့မယ်နော်ဒီဒီချိန်တော့ရှုံးပြီနော်ဒီဒီချိန်တော့ loss ပြီဒီအခုကျွန်တော်ဒီနောက်ကန်တယ်ပြောင်းတာနဲ့အိုးဒီကန်းထောင်တက်သွားဒီကန်းနောက်ကန်တယ်ပြောင်းတာနဲ့ကျွန်တော်ဒါ app ထွန်းသွားတော့မယ်ထင်တယ်ဟုတ်လားနင်းအကြမဝင်နဲ့ app ထွန်းသွားတော့မယ်ထင်တယ်ဒီမှာစပြီသလားသူအကြဆုံးကိုရောက်သွားပြီဗျာအကြဆုံးကိုရောက်သွားပြီးတော့ပြန်ပြီးကန်လာပြီသလားကန်လာပြီ app ထွန်းသွားတော့မယ်ထင်တယ်ဟုတ်လားအဲ့တော့မဝင်သေးဘူးစောင့်ကြည့်လိုက်မယ်နော်မဝင်သေးဘူးစောင့်ကြည့်လိုက်မယ်app ထွန်းသွားတော့မယ်ထင်တယ်သိလားapp ထွန်းသွားတော့မယ်ထင်တယ်โอเคapp ထွန်းသွားတော့မယ်လို့ပြောခံကြမှာကိုထိုးကြတယ်ခေါင်းဝင်လိုက်ရမှာဟိုကျွန်တော်က app ထွန်းသွားတော့မယ်ဆိုစောင့်ကြည့်တာဘာလို့လဲဆိုသူ app ထွန်းကိုသွားပြီဆိုကျွန်တော်က app နဲ့ live ဝင်တော့မှာခေါင်းနဲ့မဝင်တော့ဘူး app နဲ့ဝင်တော့မှာအဲ့ဒါကြောင့်ကျွန်တော်ကစောင့်လိုက်တာဟုတ်ဆိုဒီ trend ပြောင်းတာကိုကမသိလိုက်ဖ ೇನೆ ဇုတ်ဝင်နေတယ်ဖြစ်သွားမှာဆိုလို့နော်ဟုတ်ဆိုရှေ့မှာကျွန်တော်အများကြီးကြုံခဲ့ပြီးသွားပြီ trend ပြောင်းတာကိုမသိဘဲနဲ့ကိုကရှေ့ရခဲ့တော့ကြတော့ကျောင်းမြန်ကြီးသွားဝင်နေရဗျာအမေ trend ကပြောင်းသွားပြီ trend ကပြောင်းသွားပြီအဲ့ဒါကိုကျွန်တော်ကသတိမထားမိပဲနဲ့စန့်ကျင်ဘက်ကြီးဝင်နေတာပေါ့နော်ခုဒါကတော့သူခဏလေးပတ်မဲ့သဘောပါပဲနော်ပြောရရင်တော့ဟိုငါမသေးသေးဘူးဆိုတဲ့ပုံစံမျိုးပြတဲ့သဘောလောက်ပါပဲနော်တကယ်ကျွန်တော်ဝင်လိုက်ပြီကျွန်တော်နှစ်ဆနဲ့ဝင်လိုက်ပြီနော်အကြနဲ့ဝင်တာနော်ဟာရက်ဆက်တယ်နော်ဒါဆိုရင်တော့အတက်လာပြီထင်တယ်သလားအခုတင်ပေးနေတာပဲကြည့်ပါဗျာနော်တကယ်လို့အခုတင်အောင်မအားမရဘူးည Zoom နဲ့တက်ချင်တယ်ဆိုရင် MRTK 93လုံး Telegram လာပြောပြပါနော် MRTK 93လုံး Master TK 93လုံးပေါ့ဗျာ Master TK 93လုံးပေါ့ဒါဆိုရင်တော့ app ထွန်းသွားတော့မယ်ထင်တယ်ဗျာနော်ကဲလူကြီးမင်းတို့ app ထွန်းသွားတော့မယ်ထင်တယ်ဗျာဟုတ်တယ်နည်းနည်းစောင့်ကြည့်ရတော့မယ်ညီမလေးရေနော်နည်းနည်းစောင့်ကြည့်ရတော့မယ်အကိုကတော့အဓိက live လွှင့်နေရဆိုတော့အချိန်မကုန်သေးခြင်းလို့ပါကိုယ့်အကို trade တွေဆိုတော့9မိနစ်လဲစောင့်ကြည့်10မိနစ်လဲစောင့်ကြည့်အချိန်ပြေနေပြီစောင့်ကြည့်ပေါ့နော်ဒါကြတော့ live ဆိုတော့ကြည့်ရတဲ့သူတွေကပြင်းသွားမှာဆိုလို့ဟုတ်တယ်ဝင်လိုက်ရမှာပေါ့app trend သလားလာပြီနော်ဒီမှာကြည့် higher low higher high higher low higher high ပြန်စပြီနော်ဒီမှာဒီလိုလေးတက်သွားပြီနော်ဒီလိုလေးတက်သွားပြီနော်အတက်ကိုတက်သွားပြီအဲ့တော့ကျွန်တော်အတက်လေးစမ်းဝင်ကြည့်ပြီဝင်တာနည်းနည်းဟိုဖြစ်သွားโอเคကျွန်တော်အတက်တစ်ချိန်ဝင်လိုက်ပြီနော်ဟုတ်တယ်ဒေါင်းကကြာနေပြီဒေါင်းကတနားရီလောက်ရှိနေပြီနော်ပြီးတော့ကျွန်တော်လည်း9ချိန်လောက်ရလိုက်ပါတယ်6ချိန်လောက်ကျွန်တော်အမြဲရလိုက်ပါတယ်နော်ဒါပေမဲ့ဟိုရှုံးထားနဲ့ရှင်တော့မမြတ်သေးဘူးပေါ့6ချိန်လောက်အမြဲရလိုက်ပါတယ်အခုဒါကျွန်တော် app နဲ့ဝင်လိုက်တာနော် app နဲ့ဝင်လိုက်တာပါအဲ့တော့သူက Trump တကယ်ကိုပြင်းတောင်းပြီဆိုရင်ကျွန်တော်က app နဲ့လိုက်ပြီနော် app နဲ့လိုက်ပြီ5 4 3 2 1ရလိုက်ပါပြီနော် okay ကျွန်တော် app နဲ့ရလိုက်ပါပြီအဲ့တော့နောက်တစ်တိုင်းစောင့်မယ်သူဟန်ပြကြအောင်မလားဇက်တိုက်ကိုတက်သွားအောင်မလားပေါ့ဟန်ပြကြအောင်မလားပေါ့ကျွန်တော်တက်မှာဗျကျွန်တော်ဝင်လိုက်မယ်နော်ဝင်လိုက်မယ်အတက်နဲ့ထက်ဝင်လိုက်ပြီနော်ပြောရရင်တော့သူကတစ်ချိန်လုံးကြာလာတော့ကြာတက်တော့လဲဇက်တိုက်ကိုတက်သွားတာပေါ့နော်ပုံမှန်ဆိုရင်တော့2တိုင်လောက်တက်1တိုင်လောက်ကြာ3တိုင်လောက်တက်1တိုင်လောက်ကြာ4တိုင်လောက်တက်2တိုင်လောက်ကြာအဲ့လိုလေးသွားတာပေါ့နော်အခုကသူ3 4တိုင်ဇက်တိုက်တက်တယ်ဆိုတော့လုံးဝသူတက်အားကိုယူနေတာtrend ကိုပြန်လှန်တဲ့သဘောပေါ့နော် trend ကိုပြန်လှန်တဲ့သဘောပေါ့ခရစ်စတီနာအေးပါကွာတဲ့ကျေးဇူးပါဗျာနော်ကျေးဇူးပါဟုတ်တယ်ခံမှန်းနေတာပါဗျဒါကိုကြတော့အခေါ်ရဆို binary trade လို့ခေါ်ပါတယ်နော်ကျွန်တော် future trade မဟုတ်ပါဘူးနော် trading ဆိုတော့လူတွေက future trade နဲ့လွဲပါလိမ့်မယ်ဒါ binary trade ပါဗျကျွန်တော်ဝင်လိုက်ပြီနော်ကျွန်တော်အတက်နဲ့ဝင်လိုက်ပြီဟိုဒါ binary trade ပါဗျဟုတ်တယ် AI မသုံးသေးဘူးနောက်တစ် trade ကြသုံးပြမယ်နော်နောက်တစ်ခါကြသုံးပြမယ်ကိုကျော်ဝင်းနိုင်ကိုကျော်နိုင်ဟိုဟာလေးမသုံးဘူးဆိုတော့ကျွန်တော်ကဒီလေ trend လေးတွေသွားတက်စေခြင်းလို့ဒီ trend ရဲ့ price action ရဲ့ကိုအဓိကထားပြခြင်းလို့ဗျ
AI သုံးပါတယ်ဗျာနော် AI သုံးပါတယ်ဘာကွာလဲဆိုတော့ future trade မှာ leverage ပါတယ်လေဆရာရဲ့ leverage ပါတော့ဆရာတို့ရှုံးမယ်ဆိုလဲကို trade တလောက်မဟုတ်ဥပမာဆိုတော့ဆရာကတစ်ချက်နဲ့ဝင်နေရောင်းမြန်ဖြစ်သွားတယ်ဆိုဆရာရဲ့ liquidity ပါထိတယ်လေဥပမာ leverage က10ဆဆိုရင်10ဆပြန်ထိမယ်လေကိုယ့်ရဲ့ဟိုအခုဒီ binary trade ကကြပါလဲဆိုတစ်ချက်ဝင်ရှုံးရင်လည်းတစ်ချက်ပဲမြက်လည်းတစ်ချက်ပဲဒါပဲရှုံးလဲတစ်ချက်ပဲမြက်လည်းတစ်ချက်ပဲနော်အကျဉ်းပြပြောရရင်တော့ဒါပဲပြီးနောက်တစ်ခုကဘာလဲဆိုတော့အချိန်10မိနစ်5မိနစ်အတွင်းမှာအဖြေပေါ်တယ်ဒီ trade ကနော်ဟုတ်တယ် future trade ကအချိန်ကြီးအများကြီးလိုတယ်ဒီအားကြတော့ဒီမှာ10မိနစ်5မိနစ်နဲ့အဖြေပေါ်တယ်ဗျာအဲ့တော့ဆရာတနေ့ကို3ချိန်လောက်အနိုင်ယူမလား5ချိန်လောက်အနိုင်ယူမလားကိုယ့်အကိုယူပြီးရင်ရက်လိုက်တော့ပြီးသွားပြီဒါပဲဟိုပတ်စံမြန်မြန်ရှာလို့ရတယ်ဗျာကဲနောက်ဆုံးစကားပြောရင်မြန်မြန်ရှာလို့ရတယ်တစ်ဖက်ကပြောရင်တော့နည်းနည်းတော့မလုပ်တတ်ရင်တော့မြန်မြန်ကုန်မှာပေါ့လေဒါပေမဲ့ तू ကစားနဲ့မကုန်ဘူးနော် future trade ကစားနဲ့ကုန်တာနော်ဒီကောင်ကအခုကိုကတစ်ချက်နဲ့ဝင်တစ်ချက်ပဲနှစ်ခါဝင်လို့နှစ်ခါချုပ်နှစ်ချက်ပဲဒါပဲဒီချက်ပို့မကုန်ဘူးလားဒီချက်ပို့မကုန်ဘူးနော်အခုဆိုရင်ကျွန်တော် app နဲ့ဝင်ထားတယ်ဒီကတော့မတက်ချင်လေးတက်နေတာပဲဒါပေမဲ့ကျွန်တော်ဝင်ထားတဲ့အထက်တော့အပေါ်ရောက်နေတယ်ရလိုက်တယ်ပေါ့နော်ရလိုက်တယ်ပေါ့ရလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဟိုပါပေါ့ဆွမ်းနာအရှုံးလဲသွားတာပေါ့ဗျာဆွမ်းနာလည်း2ချိန်ရှုံးပြီးသွားပြီဆွမ်းနာလည်း2ချိန်ရှုံးပြီးသွားပြီသူက app ထွန်းသွားတာကိုပြပြပြမသွားသေးတော့ဒီမှာသူ app ထွန်းတော့သွားနေပြီနော် app ထွန်းသွားနေပြီတခုကြောက်ရတာက down trend နဲ့ကခဏလေး app တာလားကြောက်ရတယ်နော်ကိုလိုအပ်သိလားသူ down trend မယ်down trend နဲ့လည်းအခုလိုပေါ့ဒီလိုလေးခဏလေး app သွားတာလားခဏလေး app သွားတာလားတော့အဲ့ဒါလေးတော့ဒီသူ့ရဲ့ကန်တယ်10တိုင်စာလောက်စောင့်ကြည့်ရမှာပေါ့လောလောဆယ်တော့ app trend ပဲဗျလောလောဆယ်တော့ app trend ပဲဒါပေမဲ့စောနာပြောသလို major down trend နဲ့မှာ minor app trend လေးဆိုရင်တော့ down trend ကိုပြန်ဝင်ပါလို့ပြောချင်ပါတယ် app trend ကိုတောက်လျှောက်မလိုက်ပါနဲ့ down trend နဲ့ဝင်ပါဆရာရဲ့အဲ့ဒါတွေကပြောလို့မကောင်းပါဘူးဆရာရဲ့နော်တိုင်းပေါ်မှာလေကိုဝင်ငွေနဲ့ကိုပေါ့ဗျာဘယ်လိုပြောရမလဲအမြင်သာအောင်ပြောရရင်တော့တစ်လ100လဲရရင်ရမယ်200လဲရရင်ရမှာ100ဘိုးရှာနိုင်လဲရှာနိုင်မယ်200ဘိုးရှာနိုင်လဲရှာနိုင်မယ်300ဘိုးရှာနိုင်ဒါကတော့ကိုလုတ်တဲ့အပေါ်မူတည်တာပေါ့နော်ကိုလုတ်တဲ့အပေါ်မူတည်တာပေါ့100ဆိုရင်တော့မြန်မာလူတွက်ရင်4သိန်းပေါ့ trader လေးဆရာရဲ့ trader နောက်တစ်ယောက်က trader ပါဗျာ trader ပါဗျာtrade နေတာပါဗျာ trade နေတာသင်တန်းရှိတယ်သင်တန်းတက်ချင်ရင် MRTK 93လုံး Telegram ကိုလာပြော MRTK 93လုံးအဲ့ဒီမှာည8နာရီတိုင်းမှာ Telegram ကနေပြီးတော့Zoom ကနေသင်ပေးတယ်နော်ည8နာရီတိုင်းမှာ Zoom ကနေသင်ပေးပါတယ်ဗျာနော် MRTK 93လုံးကိုလာပြီးတော့ပြောလဲပါ free class ဆိုပြီးလာပြောလဲနော်ဒါမှမဟုတ်ကျွန်တော်ရဲ့အခု TikTok account တွေကတခြားဗီဒီယိုတွေအောက်ကိုဝင်ပြီးတော့ free class ဆိုပြီးမှန်းခဲ့ပေးကျွန်တော်ခင်ဗျားကို Telegram group link ပေးမယ်နော် Telegram group link ပေးမယ် free တက်ရမှာအခု free မို့လို့နောက်ခံကြမှာအလူငွေကောက်တာလည်းမရှိဘူးဘာမှမရှိဘူး free လုံးဝ free သူတို့တွေစေတနာရှိသလောက်သင်ပေးမှာဟိုဆွမ်းနာပြောလို့တစ်လသင်လဲသင်မယ်တစ်နှစ်သင်လဲသင်မယ်ဒါသူတို့စေတနာရှိသလောက်သင်ပေးလိုက်မယ်နောက်ပိုင်းကျအမဟုတ်အခုဒီထဲမှာမ free နဲ့အောင် MMA recap ရေအခုဒီမှာ free လိုက်ရင်ခင်ဗျားကိုကျွန်တော်တွေ့ရမှာမဟုတ်ဘူးကျွန်တော်ရဲ့တခြားဗီဒီယိုတွေအောက်မှာသွားပြီးတော့ comment ပေးဒါမှမဟုတ်ရင်ကျွန်တော်ကို direct message ပို့ဒါမှမဟုတ် Telegram ကပို့ Telegram MRTK 93လုံး MRTK 93လုံး Master TK 93လုံး Master TK 93လုံးကိုကျွန်တော် free class ဆိုပြီးပို့ပေးနော် free လို့ပြောလိုက်အဲ့ဆိုရင်ကျွန်တော် Telegram group link ပေးမယ်နော် Telegram group link ပေးမယ်ကျေးဇူးတင်ပါတယ်ဟိုကိုကျော်လင်း MMA recap လေဘာလို့ဆိုတော့ကျွန်တော် comment လေးတွေပေးရတဲ့ကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ဒီ live လွှင့်တဲ့သူတွေက comment လေးတွေပေးရင်အသေးလေးတွေပေးရင် share တွေလုပ်ရင်အရင်ပျော်ပါတယ်ဗျာเนาะအဲ့ဆိုကျွန်တော်တို့ viewer တွေတက်လို့ပါဗျာเนาะ viewer တွေတက်လို့အခုဆိုရင် down trend ပြန်စပြီတင်တယ်เนาะဆရာတို့သိလားဒါဆိုရင်တော့ तू ကဒီလိုပြ up trend သွားတာမဟုတ်ဘူးသလားဒီ major down trend ကြီးထဲမှာ major down trend ကြီးထဲမှာခဏလေးပြန်တက်တာခဏလေးပြန်တက်တာเนาะ
အဲ့တော့ down trend ပြန်သွားနေမဝင်လိုက်တာနာဝိုင်းကျွန်တော်ဒီနောက်တစ်ချက် down trend နဲ့ဝင်မယ်နော်ဒီမှာနှစ်တိုင်ကျသွားပြီဆိုနောက်တစ်ချက် down trend နဲ့ဝင်မယ်နော်ဟုတ်တယ် at MRTK ကိုသုံးလုံးလို့ရှာရမှာပါဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ညီမလေးရေပြောပေးတာနော် at MRTK ကိုသုံးလုံးလို့ရှာရမှာပါရှာပြီးကျွန်တော်ကို free ဆိုပြီးတော့ရိုက်လိုက်ပါ free class ဆိုပြီးရိုက်လိုက်ပါကျွန်တော် Telegram group ထဲထည့်ပေးပါမယ် account ဖွင့်ဖို့လည်း link ပေးပါမယ်ဗျာနော် account မဖွင့်သေးဘူးဆိုလည်းည Zoom တွေကိုမှန်မှန်တက်ပေးပါနားလေလာပါလိမ့်မယ်ဗျနားလေလာပါလိမ့်မယ်ဗျသူ account ဖွင့်ခြင်းအပြင်ဘာကောင်းလဲဆိုတော့ account ဖွင့်လိုက်ရင်ကို့မှာ demo account ရှိသွားတယ်ဗျာသူကဒီ account တစ်ခုဖွင့်လိုက်ရင် demo version နဲ့ real version ဆိုပြီးတော့ account တစ်ခုထဲမှာနှစ်မျိုးပါပြီးသားအဲ့တော့ကိုက demo ဘက်လေးကိုပြောင်းပြီးတော့ live trade လို့ရတယ်ဗျာ live လေ့ကျင့်လို့ရတယ်ပတ်စံမကုန်ဘူးသလားအဲ့ demo ထဲမှာ1000ပါပြီးသားအဲ့1000လေးနဲ့ဟုတ်တယ်အဝယ်နောက်ကျသွားတယ်ညီမလေးအဲ့တော့ထပ်ဝင်လိုက်မယ်နော်ဟိုကဝင်လို့မရတော့အဲ့မှာ demo version လေးနဲ့ live လေ့ကျင့် demo version လေးနဲ့ live လေ့ကျင့်ကျွမ်းပြီဆိုကမှဟောကိုသဘောနဲ့ကိုလုပ်နော်ကိုသဘောလေးနဲ့ကိုလုပ်အဲ့တော့ live လေ့ကျင့်ကြည့်ခြင်းနဲ့စမ်းကြည့်ခြင်းနဲ့ပတ်စံမကုန်မဲနဲ့စမ်းကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ကိုလာပြောလဲကျွန်တော် account ဖွင့်တဲ့ link လေးပေးမယ်အဲ့ဆိုရင်ခင်ဗျားတို့ account ဖွင့်လိုက်ရင် live လေ့ကျင့်လို့ရပါဘူးနော်ရသွားသေးရဲ့နော်ညီမလေးတို့လား down trend အတိုင်းလိုက်တာရသွားသေးရဲ့နော်အခုဒီတိုင်ကတော့တက်မယ်ထင်တယ်တက်တော့ဆိုလွတ်ပေးလိုက်နော်လွတ်ပေးလိုက်မယ်တကယ်လို့နည်းနည်းအတက်ချမ်းနေဆိုတစ်ချက်ဝင်လိုက်မယ်အကြနဲ့ဝင်ပါနော်အကြနဲ့ဝင်ပါဝင်လိုက်ပြီဆိုသူဒီထက်မတက်နိုင်တော့ဒီထက်မတက်နိုင်တော့ဟုတ်တယ်အဝယ်နောက်ကျတာဟုတ်တယ်တော်သေးတယ်သူကြွားလေးဟိုဖြစ်သွားတယ်ဟုတ်တယ်ရင်ခုံရတယ်ဟုတ်တယ်အဲ့ဒါ trade ဖူးတဲ့သူတွေမှသိတာအဲ့ဒါ trade ဖူးတဲ့သူတွေမှသိတာ trade ဖူးတဲ့သူတွေမှသိတာပါဗျ trade ဖူးတဲ့သူတွေမှသိတာပါဗျအဲ့လိုရင်ခုံမှုလေးတွေခံစားဘူးခြင်းရင်လာပြောလဲပါဗျ account ဖွင့်တဲ့ link လေးပေးပါမယ်ဗျ account ဖွင့်တဲ့ link လေးပေးပါမယ်ဗျရင်ခုံမှုလေးတွေခံစားကြည့်ပါဗျတာတေမင်္ဂလာပါဗျတာတေမင်္ဂလာပါကဲရသွားပြီနော်ရသွားပြီသူ down trend မကုန်သေးဘူးအဲ့တော့ဒီ up trend ကိုလွတ်ပေးလိုက်မယ်သူ up ပေးစီနော်ဒီမှာပြန်ပတ်မယ် down trend မကုန်သေးဘူးနော်လူကြီးမင်းတို့ down trend မကုန်သေးပါဘူးလူကြီးမင်းတို့ down trend မကုန်သေးပါဘူးဗျာနော်သူအသက်ရှိနေပါသေးတယ် down trend အသက်ရှိနေပါသေးတယ်ပိုမင်္ဂလာပါပိုမင်္ဂလာဟုတ်ပြီဒီမှာဒီကောင်ဒီထက်မတက်နိုင်တော့ဘူးအဲ့တော့သူအတက်ဆုံးချိန်မှာကျွန်တော်အကြနဲ့ဝင်မယ်နော်ဝင်လိုက်ပြီနော်ဟုတ်ဆိုသူတက်တာတက်နေတယ်ပြောရရင်ဟန်ပြတက်နေတာအဲ့လောက်ကြီးမသွားဘူးတို့လားဟိုပြန်ကြဟုတ်ဆိုတော့သူကဘလို့လှိုင်းကိုစန့်ကြရတယ်လို့ဖြစ်နေတာဟုတ်ရေစံကိုတက်ရတယ်လို့ဖြစ်နေတာရေစံကိုတက်ရတယ်လို့ဖြစ် trend ရ down trend ကြီး down trend ကြီးထဲမှာပြန်ကန်ရတာဆိုတော့သူအဝေးကြီးမသွားနိုင်ဘူးပေါ့နော်ဟုတ်တယ်တိုင်ဆောင်ပြီး down လိုက်ညီမလေး live trade နေရလားကျေးဇူးတင်တယ် live trade နေကျေးဇူးတင်တယ်အတူ live ဝင်ပေးနေတာကျေးဇူးတင်ပါတယ်ယုံကြည်နဲ့ဟုတ်တယ်အဲ့လိုပဲပြောရမှာပေါ့နော်အဲ့လိုပဲပြောရတော့မှာပေါ့ညီမရေထပ်မင်္ဂလာပါဟွာရဲတယ်ဆိုတာလဲအရင်တော့မရဲလို့လွတ်သွားတာတွေကများလို့လေမရဲလို့လွတ်သွားတာတွေကများတော့လက်ကဘယ်လိုပြောမြင်အောင်ကျင့်ထားတော့တာလေဝင်မယ်ဆိုရင်ပြတ်စုံဝင်လိုက်တော့တာပဲအဲ့လိုမျိုးပေါ့ပေါ့ဆိုဝင်ရမယ့်ဟာမဝင်မဲနဲ့လွတ်သွားရလဲရှိခဲ့တာဟုတ်အခုတော့ကျွန်တော်ဝင်ထားတဲ့ price plan လေးမှာဟုတ်တယ်ငွေတုနဲ့ trade ဟုတ်တယ်ငွေတုနဲ့ trade ကလင်ကလောင်လုပ်နေရနော်ကလင်ကလောင်ကျွန်တော်ငငယ်ကကြိုးတန်းခုံတို့ဟိုဘက်ခုံလိုက်ဒီဘက်ခုံလိုက်နဲ့ okay 3 2 1 boom ရလိုက်ပါတယ်နော်ရလိုက်ပါတယ်ဟုတ်တယ် MRTK 93လုံးပါဗျ MRTK 93လုံးနော် MRTK 93လုံးအဲ့ဒါကိုရိုက်ရှာပါဗျနော်မတီစာဟို MRTK 93လုံး Telegram မှာလာဟိုင်းပေးပါဗျကျွန်တော်ဒီ live ပြီးလို့ရှိရင်ခင်ဗျားတို့ Telegram group ထဲကိုထည့်ပေးမယ်နော် MRTK 93လုံးပါနော် MRTK 93လုံးဟုတ်ပါတယ်ဗျ Master TK 93လုံးပါ Telegram ဒီနာမည်နဲ့ပါဗျ
အော်ဒီကောင်လေးလွတ်သွားတယ်နော်ထိုးကြသွားတာလွတ်သွားတယ်ဒါကျွန်တော်တို့ဒီတတိုင်းပြီးရင်နည်းနည်းလေးစောင့်ကြည့်မယ်တလားဘာလို့ဆိုဒီကောင်ကနည်းနည်းအကြကျန်းသွားတော့စက်ကြမကြဘဲနဲ့တက်သွားမှာဆိုလို့လေဒီတတိုင်းပြီးနည်းနည်းလေးစောင့်ကြည့်ပြီးအကြနဲ့ဝင်မယ်နော်နာမည်တူရှိနေလို့မတွေ့ဘူးလားအဲ့ဆိုရှေ့က assign လေးခံကြည့်ပါလားဟိုဟာလေ @mrdk 93လုံးဆိုပြီးတော့ရိုက်လိုက်လေပြီးရင်ကျွန်တော်ကိုလမ်းဟိုင်းလိုက်လေ @mrdk 93လုံးနော် add လေးခံကြည့်ပါလားဗျ add လေးခံကြည့်လိုက်နော် add လေးခံကြည့်လိုက်အော်ဒီနာမည်ကိုနာမည်တူကရှိသေးတာလားကဲတက်ပြီနော်တက်ပြီတက်ရင်ကျွန်တော်အကြနဲ့ဝင်ပါနော်ကျွန်တော်ကအတက်ဆောင်တာတခြားကြောင့်မဟုတ်ဘူးအကြဝင်ခြင်းလို့ဝင်ပြီဝင်လိုက်ပြီနော်ဝင်လိုက်ပါပြီဗျဝင်လိုက်ပါပြီဗျကျွန်တော်အကြနဲ့ဝင်လိုက်ပါပြီဗျအော်အရင်ကသူကအတက်သက်တီကောင်းတာနဲ့လာတွေ့နေအတက်သက်တီကောင်းတာနဲ့လာတွေ့နေတယ်အဲ့တော့နောက်တစ်တိုင်းကိုအကြနဲ့နှစ်ဆဝင်မယ်ဗျာရှုံးရင် loss သွားရင်နောက်တစ်တိုင်းကိုကျွန်တော်အကြနှစ်ဆနဲ့ဝင်မယ်ဗျာနော်ဒါအခုကျွန်တော်ဒီ price action နဲ့ trade ကိုသဘောပေါက်တဲ့သူတွေကကျွန်တော်ဘာကြောင့်ဒီစကားပြောလဲဆိုတာသဘောပေါက်မှာပါဒီတစ်တိုင်းပြီးရင်နောက်တစ်တိုင်းမှာနှစ်ဆနဲ့ဝင်မယ်နော် loss သွားရင်ဘာလို့ဆိုအမြင့်ဆုံးဈေးတန်းကိုရောက်နေလို့နော်သူအတက်ရဲ့အမြင့်ဆုံးဟုတ်တယ်စောင့်ကြည့်မယ်ပြောပြီးဝင်လိုက်တာအတက်တွေကြီးသွားနေတယ်ဗျာနော်အတက်တွေကြီးသွားနေတာဗျအတက်တွေကြီးသွားနေတာဟုတ်ပါအတက်တွေကြီးသွားနေပါလေဟုတ်ပြီကနည်းနည်းလေးတော့ကြာသွားပြီစိတ်ချမ်းစိတ်အေးစိတ်နည်းနည်းအေးရသွားပြီစိတ်နည်းနည်းအေးရသွားပြီနော်ထက်မြန်တက်သွားရင်ပါတော့မှာလို့ဆက်မြန်တက်သွားရင်ပါတော့မှာလို့ Lucas မင်္ဂလာပါ Marcos Smile မင်္ဂလာပါ Marcos Smile မင်္ဂလာပါအခုကျွန်တော်ဒီ live trade ကိုတိုက်ရိုက်ကြည့်နေတဲ့သူတွေနည်းနည်းလေးသဘောပေါက်လာတယ်ဆိုရင် yes ဆိုပြီးတော့ရိုက်ပေးပါလားဗျဟိုအခုမှ trading ကိုလေ့လာတယ်အစဘာမှမသိဘူးဆိုရင်ကြည်ရင်နဲ့နည်းနည်းလေးသဘောပေါက်လာတယ်ဆို yes ဆိုဟုတ်ဒါ binary trade ပါကို Lucas ရင် binary trade ပါဗျာ binary trade ပါအခုပြန်ကန်ပြီနော်ပြန်ကန်ကျွန်တော်အကြနဲ့ထက်ဝင်ပါနော်ပြန်ကန်ရင်အကြနဲ့ထက်ဝင်ပါနော်ကျေးဇူးတင်ပါတယ်ဗျအမ yes ကိုအောင်စိုးက yes လို့ပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်အဲ့ဒါအားရှိတယ်ဗျကျွန်တော်ပြောရတာအားရှိတယ်အဲ့လိုဒုက္ခပဲဝင်ကျင်နေတာအကြနဲ့ဝင်ကျင်နေတာနော်အကြနဲ့ဝင်ပါနော်အကြနဲ့ဝင်ပါနော်အကြနဲ့ဝင်ပါကျေးဇူးတင်ပါတယ်ညီမရေအဲ့လိုပြောတော့ကျွန်တော်ပိုးတောင်ကျေးဇူးတင်ပါတယ်ဗျကျွန်တော်အဲ့လိုနားလည်သွားစေချင်တာဗျာနော်ဟိုsignal ဆိုတိုင်း signal ကိုလည်းအပြည့်အဝအားမကိုးစေချင်ဘူးသလားဘာလို့ဆိုကိုယ်တိုင်ညံနဲ့ trade တာပိုကောင်းတယ်ဗျကိုယ်တိုင်ညံနဲ့ trade ဒီကမှာ signal ဆိုပါစို့ကျွန်တော်တို့ဒီ price action နဲ့ trend ကိုကြည့်တက်သွားပြီဆိုရင် signal ကအတက်ပြနေပြီကိုယ့်ရဲ့ဒီ trend ကလည်းအတက်ပြနေပြီဆိုရင်ရဲဝင်လိုက်တော့လေအဲ့ဒါမို့ဗျာဝင်ရတာအားပိုရှိတယ်သလားကိုကနှစ်ခုချင့်ချိန်ပြီးတော့လေအဲ့လိုမဟုတ်ဘူးtrend ကြီးကဇောက်ထိုးဖြစ်နေတယ် signal ကအပြနေရဲဆိုရင်ကိုကချင့်ချိန်တော့လေနော်signal ကိုဝေဖန်တာမဟုတ်ဘူးနော်ဒါပေမဲ့ပြောချင်တာကိုကဘယ်လိုပြောရမလဲဘက်ပေါင်းစုံကသုံးသက်တာပေါ့ဗျာနော်ဟုတ်တယ် AI အဲ့ဒါကိုပြောချင်တာအဲ့လိုနှစ်မျိုးပေါင်းပြီးတော့လုတ်တက်အောင်လို့ကျွန်တော်ကဒီ price action နဲ့ trend ကိုအထူးပြုပြောနေတာနောက်ဆုံးအသက်ကတော့ price action နဲ့ trend ပဲဗျာနော်နောက်ဆုံးအသက်ကဒါပဲဒီ indicator တို့ AI တို့ဆိုတာဒီ price action သွားတဲ့အပေါ်မူတည်ပြီးတော့ကြိုခံမှန်းတာဟုတ်လားသူလည်းဟက်ချလောင်းဆိုပြီးတော့ပြောတာမဟုတ်ဘူးခံမှန်းနေတာသူလည်းခံမှန်းနေတာကျွန်တော်ကတ်လွတ်သွားတယ်နော်အဲ့တော့ဒီမှာသူဘယ်နှတန်းတက်အောင်မှမသိဘူးလွတ်လိုက်အောင်ဒီမှာ3တန်းမြောက်သွားပြီလား3တန်းမြောက်သွားပြီဆိုတော့ဟိုတက်အောင်မှာအဲ့တော့တက်ပြီစီအနည်းဒီမှာမီးစာပြတယ်ဗျမတက်တော့โอเคနောက်ကျသွားနောက်ကျသွားပြီအဲ့တော့ကျွန်တော်ဒီမှာဝင်ပြီဗျာကျွန်တော်ဒီမှာဝင်လိုက်ပြီနော်
ဆိုတော့ဒီမှာပဲဝင်လိုက်ပြီဟုတ်ပြီနော်ဒီမှာကျွန်တော်ဝင်လိုက်တယ်ဝင်လိုက်တာကိုကြာသွားတော့နည်းနည်းတော့မျောလင်းချက်ရှိသွားတာပေါ့လေနော်မျောလင်းချက်ရှိသွားတာဒါပေမဲ့အဝင်မှာနောက်တော့ကြာတယ်နောက်ကြာရင်မျောလင်းချက်ရှိသွားတာပေါ့နော်တွေ့လားအခုဒါကျွန်တော်က down trend ကိုအပီပြင်လိုက်နေလို့နော်တွေ့လားကျွန်တော်ရှုံးသွားတယ်ဆိုတာသူပြန်ယာယီ app တဲ့အချိန်လေးပဲရှုံးတာနော်ကျွန်တော် down နဲ့ကြည့်ရတယ်အခုဒါမို့မြင့်သွားမလားဝင်ပြီကျွန်တော်ကတော့ဝင်ပြီသလား down နဲ့ဝင်လိုက်ပြီနော် down နဲ့ဝင်လိုက်ပြီ down နဲ့ဝင်လိုက်ပြီအဲ့တော့ဒီကန်တဲ့မီးစာကဘလို့ဖြစ်ဝင်ရလဲဆိုအပေါ်မီးစာပြရင်မတက်ချင်ဘူးဈေးကြတော့မှအောက်မီးစာပြရင်မကြချင်ဘူးတက်တော့မှအဲ့ဒါဟိုမှဘာဖြစ်လဲဆိုတော့ trend နဲ့ကြည့်ပြီးတော့ဝင်အပေါ်မီးစာတော့ပြတယ်သွားနေတာက app trend ကြီးဆိုရင်ဒါ app သွားနိုင်တယ်နော်သိလား app သွားနိုင်တယ်နော်အပေါ်မီးစာပြပြီး trend ကလည်း down trend ဆိုရဲဝင်လိုက်တော့ကြာကိုကြာမှာနော်နည်းနည်းသဘောပေါက်မယ်ထင်ပါတယ်နော်အပေါ်မီးစာရှည်ပြလာရင်မတက်တော့ဘူးဈေးကြမှာအောက်မီးစာရသွားနော်အောက်မီးစာရှည်ပြလာရင်မကြတော့ဘူးတက်တော့မှာအဲ့လိုပါဗျကိုစိုးရန်နိုင်စိတ်ဝင်စားတဲ့ဆိုရင် Master TK 93လုံးကိုလာပြောပေးပါဗျ Telegram ကိုပြောပေးပါကျွန်တော်ညZoom ကနေ8နာရီတိုင်းသင်ပေးနေတဲ့ group တွေကိုထည့်ပေးမယ်နော်အဲ့မှာဆရာတွေအများကြီးသင်ပေးနေတယ်ဆရာတွေအများကြီးသင်ပေးနေပါတယ်လို့အဲ့ဒီမှာဆရာတွေအများကြီးသင်ပေးနေပါတယ်လို့အဲ့ဒီမှာမတူညီတဲ့ view ဟာတွေမတူညီတဲ့နီးစနစ်တွေနဲ့မတူညီတဲ့အတွေးခေါ်တွေဟုတ်တယ်ကျွန်တော်ကချက်ချင်းဆုံးဖြတ်လိုက်တာပေါ့ညီမလေးရေခုဒီမှာဆိုမီးစာပေါ်တယ်ဆိုလားတက်မှာမီးစာပေါ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်အကြနဲ့ဝင်တယ်ဘာလို့လဲdown trend မို့လို့တလား down trend ဒီမှာဆိုမီးစာပေါ်သွားပြီတလားမီးစာပေါ်သွားပြီမီးစာပေါ်ရင်သူကဈေးတက်တော့မှာလို့ပြောချင်တာဒါပေမဲ့ကျွန်တော်တက်တယ်ဗျတက်တယ်နော်အဲ့လိုပါဆိုအဲ့လိုလဲလွဲတဲ့ခါလွဲမှာပေါ့လေကျွန်တော်ဒီမှာအကြနဲ့ဝင်လိုက်ပြီနော်အကြနဲ့ဝင်လိုက်ဒီကောင်လေးကတော့ loss မယ်ဒီကောင်လေးရတယ်ဆိုရင်ကြည်တာပေါ့ဗျာတကယ်လို့အောက်ထိဆင်းသွားရင်တော့နှစ်ခုလုံးရတာပေါ့ပြီလားအောင်မီးစာပေါ်ရသားနဲ့ကျွန်တော် down နဲ့ဘာလို့ရဲဝင်လဲဆိုတော့ down trend မို့လို့ trend က down trend လေ trend က down trend လေနော်ကျွန်တော်ဝင်ထားတဲ့ထက်ကြာသွားပြီနော်အဲ့တော့ကျွန်တော်နှစ်ကြိမ်လုံးသာရတော့မယ်အဲ့ဒါ binary trade တာဗျကိုကျော်ထွန်းအောင်အဲ့ဒါ binary trade နေတာပါဗျ trade နေတာပါဗျ trading လုပ်နေတာပါဗျ trading လုပ်ပြီးတော့ကျွန်တော်ငွေရှာနေတာပါဗျ trading လုပ်ပြီးတော့ငွေရှာနေတာပါဗျဒီအဲ့ဒီဟာကို free class တက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ video တွေအောက်မှာ free class ဆိုပြီးတော့ comment သွားပေးပါဗျဒီ live ထဲမှာအပေးခိုင်းတာမဟုတ်ပါဘူးဗျကျန်တဲ့ video တွေမှာသွားပေးပါဗျအဲ့ဒါဆိုကျွန်တော် Telegram group ထဲကိုထည့်ပေးပါမယ်ဗျဒါဆိုရင်ကျွန်တော်အရှုံးမကြီးတော့ဘူးပေါ့ဗျာနော်တစ်ချက်ပဲရှုံးတာဒီမှာနော်မီးစာထွက်တယ်နော်မီးစာထွက်တယ်အဲ့တော့တက်မှာဒါပေမဲ့ကျွန်တော်အတက်မဝင်ဘူးဘာလို့လဲ down trend မို့လို့မီးစာထွက်ပေမဲ့အတက်ကိုမဝင်ပါဘူးဗျာအခုတော့ရှိရတော့မီးစာပြတယ်ဆိုတော့ကြားတင်တော့မကြတော့ဘူးပေါ့နော်ကြားတင်တော့မကြဘူးပေါ့ဟောဒါတော့တက်သွားတယ်တွေ့လားမီးစာပြရနော်တက်သွားတယ်တက်သွားတယ်ကျွန်တော်ကနောက်တစ်ထိုင်ကြမှာအကြနဲ့ဝင်မှာဟုတ်ကဲ့ညီမလေးဟုတ်ကဲ့အကောင့်နဲ့ငွေထည့်ခြင်းအခုစီထည့်လို့ရတယ်နော်ဒါပေမဲ့အကိုကထိုင်းဘက်တော့ထည့်မပေးဘူးဟိုကအဲ့ဒီဟိုကနဲ့ပဲထည့်ပေးတာ Binance နဲ့ပဲထည့်ပေးတာ Binance နဲ့ပဲထည့်ပေးတာပါထိုင်းနဲ့တော့ထည့်မပေးပါဘူးဘာလို့ဆိုအကိုကဗမာပြည်ရဆိုတော့လေကဲအဲ့ဒီမှာအပေါ်မီးစာလည်းပေါ်ပြီနောက်တစ်တိုင်းပြောင်းရင်အကြနဲ့ဝင်ပါမယ်ဗျာနော်အကြနဲ့ဝင်ပါမယ်နော်ကျွန်တော်အကြနဲ့ဝင်လိုက်ပြီနော်အကြနဲ့ဝင်လိုက်ပြီဒါတော့မှ तू ကဒိုဂျီရဲ့စွမ်းတက်တီပြသွားတွေ့လားဒိုဂျီရဲ့အစွမ်းတက်တီပြပြီးတော့ तू ကဘာလုပ်လဲဆိုတော့ဇက်တိုက်တက်သွားတယ်နော်ကျွန်တော်အဲ့ဒီမှာစွန့်စားပြီးတော့ထပ်နောက်တစ်ချိန်ဝင်လိုက်စွန့်စားပြီးတော့နောက်တစ်ချိန်ထပ်ဝင်လိုက်ဒိုဂျီရဲ့အစွမ်းတက်တီပြသွားတာနော်ဒိုဂျီရဲ့အစွမ်းတက်တီပြသွား
ဒိုးကြီးဆိုတာဘာလဲဆိုတော့အပေါ်မီးစာနဲ့အောက်မီးစာညီတာကိုပြောပါတယ်ဗျအပေါ်မီးစာရဲ့အကွာဝေးနဲ့အောက်မီးစာရဲ့အကွာဝေးညီတာအဲ့ဒါဆိုရင်သူကဘာလဲဆိုတော့မဝင်နဲ့လို့ပြောတာမဝင်နဲ့အောင်ဆောင်အောင်သူကဘာလဲဆိုတော့အတက်အကျလူနေတယ်တဲ့အဲ့တော့သူကတက်ချင်လဲတက်သွားမယ်ကြချင်လဲကြသွားမယ်အဲ့တော့သူကဘာဖြစ်ဆိုခုနောက်ကန်တယ်မှာစောင့်တက်သွားတာပေါ့နော်စောင့်တက်သွားပုံမှန်ဆိုတာကြရတော့မယ်အလဲပုံမှန်ဆိုကြရတော့မယ်လေဒါပေမဲ့သူကဒိုးကြီးရဲ့အစွမ်းတတိကြောင့်စောင့်တက်သွားတယ်ပေါ့နော်ကျွန်တော်10ရှုံးသွားတယ်ကျွန်တော်ဒီတစ်ခေါက်တော့အကြနဲ့ရဲရဲဝင်လိုက်ပါပြီနော်အကြရမယ်အလှည့်ပါဒါအခုကျွန်တော်နဲ့အတူကျွန်တော်ပြောနေတာတွေကိုနားထောင်နေတဲ့သူတွေကသဘောပေါက်ပါလိမ့်မယ်တတိုင်းမဟုတ်တတိုင်းကကြရမယ်အလှည့်ပါနော်ပြန်ကြမယ်လေပါဒါကြောင့်ကျွန်တော်အကြနဲ့ဝင်လိုက်တာပါနော်ကျွန်တော်တို့ဒါဘယ်လိုပြောရမလဲဆိုတော့ဟုတ်အခုရှင်းပြနေပါတယ်ဗျအခုရှင်းပြနေဟောပေါ့လူသစ်ဆိုရင်တော့ချက်ချင်းနားလဲခြင်းမှလဲလိမ့်မယ်နော်အဲ့တော့နည်းနည်းလေးပို့ပြီးတော့နားလဲခြင်းကျွန်တော်ဟို Telegram ကနေပြီးတော့လာပြီးတော့ဟိုင်းထားလိုက်ကျွန်တော်ကတူထဲထည့်ပေးမယ်အဲ့ဒါဆိုရင် तू ကည8နာရီမှာ तू က Zoom ကနေ free သင်ပေးတယ်ဗျာနော်ည8နာရီမှာ Zoom ကနေ free သင်ပေးတယ်နော်အဲ့ကြရင်တော့အားရပါရနားထောင်ပေါ့ဗျာမေးချင်တာကြီးလည်းမေးပေါ့အော် तू တက်အားမကုန်သေးဘူးနော်တက်အားမကုန်သေးဘူးသလားအဲ့တော့နောက်တစ်တိုင်းကိုကျွန်တော်အကြနဲ့ထပ်ဝင်ပါမယ်နော်နောက်တစ်တိုင်းကိုအကြနဲ့ဝင်လိုက်ပါပြီနော်နောက်တစ်တိုင်းကိုအကြနဲ့ဝင်လိုက်ပါပြီနောက်တစ်တိုင်းကိုအကြနဲ့ဝင်လိုက်ပြီကိုခွန်ထွန်းမင်္ဂလာပါဗျကျွန်တော်ကိုလူတွေကဘူးတွေကတော့ကြည့်ကြတယ် comment လေးတွေပေးကြပါဦး yes တို့ဘာတို့လေစိတ်ဝင်စားတယ်ဆို I လို့ comment လေးပေးပါဦး interest ပေါ့ဗျာ interest ဆိုတော့ I လို့ comment လေးပေးပါဦး I လို့ comment လေးပေးကြပါဦးလူသစ်တွေအနေနဲ့လာတော့ကြည့်တယ်ကိုစိုးရနိုင်ကျေးဇူးပါဗျ like ပေးတာလေကျေးဇူးပါဗျလာတော့ကြည့်တယ်စိတ်ဝင်စားတယ်ဆို INN ဆိုပြီးတော့ comment လေးပေးပါဦးဗျ INN ဆိုပြီးတော့နားလေတဲ့သူတွေကတော့ yes ဆိုပြီးတော့ comment ပေးပါ yes ဆိုပြီးတော့ comment ပေးပါနားလေတဲ့သူတွေက yes ဆိုပြီးတော့ comment ပေးပါအခုဈေးကမကြဘူးဗျာနော်မကြဘူးကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျာin နဲ့ INN okay interest စိတ်ဝင်စားတယ်နော်ဒါလူသစ်တွေကဲလေကလေးများလို့တက်သွားပါတယ်ဗျတတိုင်း2တိုင်း3တိုင်း4တိုင်း5မိနစ်တိတိထိုးတက်သွားပါတယ်နော်အဲ့တော့ခဏလေးရှောင်မမယ်ဗျဟောတော့ဒီမှာလေး down trending မှာတက်မယ် down trending မှာတက်မယ် down trending မှာတက်မယ်အခုက down trending မှာတက်တဲ့အချိန်ရောက်နေတာပါဗျနော်ဒီမှာ down trending မှာတက်တဲ့အချိန်ရောက်နေတာပါတက်ပါစေဒီထက်မတက်နိုင်တော့ဘူးเนาะကျွန်တော်ဝင်ပြီဗျာဒါကျွန်တော်ဒါကြည့်ပါများလားဒီထက်မတက်နိုင်တော့ဘူးဒီထက်မတက်နိုင်တော့ဘူးဆိုကျွန်တော်ဝင်ပြီအကြနဲ့ဝင်လိုက်ပြီเนาะအာကြီးမင်္ဂလာပါဗျအာကြီးမင်္ဂလာပါဗျမိတို့ပင်စိုးစေကမူကျွန်တော်ရဲ့ live ကိုဝင်ကြည့်ပေးတဲ့အတွက်ကိုစိတ်ဝင်စားကြည့်ပြီးတဲ့အတွက်ပထမကျေးဇူးတင်ပါတယ်ပြီးတော့ comment လေးတွေပေးတဲ့အတွက်ပို့ပြီးတော့ကျေးဇူးတင်ပါတယ်နော်ကျွန်တော်ထပ်ဝင်ပါပြီဗျာနော်သူကြတော့မှာပါနော် down trend ထဲမှာသူယာယီအပ်သွားတာပါပြီးရင်ပြန်ကြတော့မှာပါကျွန်တော်တို့ကန်တယ်လေးတွေစောင့်ရင်းနဲ့ဟုတ်တယ်6တိုင်မြတ် down တော့မယ်ဟုတ်တယ်ဟိုမုံရွာသူလေးကတော့ကျွမ်းနေပြီဗျာကျွမ်းနေပြီသူကလက်လွတ်လို့ရပြီသူ့ဟာသူလက်လွတ်လိုက်လို့ရပါပြီဗျာနော်စပိန်စီများတင်တယ်လို့လက်လွတ်လိုက်လို့ရပါပြီဗျာလက်လွတ်လိုက်လို့ရပါပြီဗျာနော်ကျေးဇူးတင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျပညာဒါနပေါ့ဗျာနော်ပညာဒါနပေါ့ကျွန်တော်တို့လက်တွေ့အလူမပေးနိုင်ခင်မှာအနည်းဆုံးတော့ဘုဒ္ဓတမျှဝေနိုင်တာလဲဒါလည်းပညာဒါနပေါ့နော်ပါရမီတွေပညာအခန်းတွေပါရမီအခန်းတွေကောင်းတာပေါ့ဗျာနောက်ဘဝလူဖြစ်သေးရင်အုံနောက်တွေကောင်းလာမယ်ပညာရေးတွေကောင်းလာမယ်ပေါ့ဗျာလူဖြစ်သေးရင်ပေါ့နော်ဟုတ်ပြီဗျာရပါတယ်ဗျာကျွန်တော်ညီမလေးပြောသလိုထက်ဆင်းတယ်ကွာထက်ဆင်းတယ်ကျွန်တော်ညီမလေးပြောသလို down သွားပါတယ်ဗျာနော်6တိုင်မြောက်က down သွားပါတယ်ဗျာအဲ့တော့ကျွန်တော်မနေနိုင်လို့ထပ်ဝင်ပါပြီဗျာအောက်ရောက်သွားဒုက္ခပဲအောက်ရောက်သွားကဲကျွန်တော်ကိုTikTok ကပြောနေပါတယ်ဗျ KETT ကတ်ဆိုပြီးတော့ comment လေးပေးပါတယ်ဗျလောက်ကြပါအောင် KETT ကတ်
ရောက်လောက် comment လေးပေးပါဗျာ KETT ကတ် KETT ကတ်ဆိုပြီးတော့ comment လေးပေးပါဗျာနော်လွယ်တဲ့သူလေးကျွန်တော်ဒါ TikTok ကပြောလို့ပါဗျာKETT ဗျ KETT ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာပေးတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာဟိုည1000ရလိုက်တာကျေးဇူးတင်တယ်ဝမ်းသာတယ်ဗျာည1000ရလိုက်တယ်ဟာအများကြီးပေးကြတာဗျာကိုစိုးရံအောင်တက်ကြွပေးတာဗျာကျေးဇူးတင်ပါတယ်ဗျာတကယ်ကျေးဇူးတင်တယ်ဒါ TikTok ကတောင်းလို့နော်ဒီမှာခင်ဗျားတို့လည်းမြင်ရလားမသိဒီမှာခင်ဗျားတို့လည်းမြင်ရလားမသိဟိုတဲ့ biting for item and detection option နဲ့ comment cat to join the live chat တဲ့ဒီ live chat ကိုပြောဖို့အတွက်ကို KETT ကတ်ဆိုပြီးပေးကြပါတဲ့ဘာလဲတော့မသိဘူးကျွန်တော်လည်းဟိုဟာ TikTok ကပြောလို့ပြောရတာပဲဒွန်သွားတာလားဒွန်ရင်ဒီတစ်ချိန်ကျွန်တော်အကြနဲ့ဝင်ပါပြီနော်ဘာမှမဟုတ်ဘူးကျွန်တော်တန်းဝင်လိုက်တာဘာလို့ဆိုတော့ down trend မို့လို့ဒီမှာသိပြီ KETT ကတ်ပြောတဲ့သူတွေကကျွန်တော် live ထဲရောက်လာတာတဲ့စကားပြောလို့ရရင်နော်ကိုစိုးရံအောင်တို့စကားပြောလို့ရရင်နော်ဟိုဖွင့်ပြီးတော့မုံရွာသူလေးလည်းရောက်လာပြီစကားပြောလို့ရတယ်နော်စကားပြောလို့ရတယ် KETT ကတ်ရေးလိုက်တဲ့သူကကျွန်တော်ဒီ live chat ထဲကိုရောက်လာတာစကားနဲ့ပြောလို့ရပြီစာနဲ့ comment ပေးစရာမလိုဘူးစကားနဲ့ပြောလို့ရပါပြီနော်ဒီမှာ0ဖြစ်သွားရနော်0ဖြစ်သွားတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်ဝင်တဲ့ဈေးနှုန်းနဲ့နောက်ဆုံးအဆုံးသတ်လိုက်တဲ့ဈေးနှုန်းထပ်တူကျသွားတာအဲ့တော့ရှုံးလည်းမရှုံးဘူးမြတ်လည်းမမြတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါနော်အဲ့တော့ကျွန်တော်တို့ကတော့ထုံးစံတိုင်း down trend မို့လို့အကျနဲ့ဝင်ပါတယ်ရဲဝင်ပါတယ်ဘာလို့လဲဆိုတော့ထပ်ပြောမယ်နားမလဲသူထပ်ပြောမယ်သူကဒီမှာ down trend ဆင်းလာတယ်ဆင်းလာပြီးတော့သူရောက်တဲ့အမြင့်ဆုံးဈေးတန်းကိုရောက်သွားပြီနော်အဲ့တော့အမြင့်ဆုံးဈေးတန်းကိုရောက်ပြီးသူတောင်းဝင်ပါလဲပြန်ဆင်းဖို့ပဲရှိတယ်နော်ပြန်ဆင်းပြီးပြန်တက်မယ်နောက်ဆုံးသူရှင်းချင်းဒီပေါ့ဗျာဒီရှေ့ကအမြင့်ဆုံးရောက်ခဲ့တဲ့ဈေးတန်းတွေကိုရှင်းပေါ့ဒါပဲပြီးရင်ပြန်ဆင်းမယ်နော်ဒါပဲနော်အဲ့ဒါကြောင့်ကျွန်တော် down trend နဲ့ဝင်တာပါနော်အခါတဲ့တစ်ပြေးဖြစ်သွားမယ်တဲ့အဲ့လောက်ကြီးတော့မလုပ်ပါနဲ့ဆရာရဲ့ရှုံးရင်လည်းပါသွားမှာပေါ့ကိုဆရာရဲ့ရှုံးရင်လည်းပါသွားမှာပေါ့ကျွန်တော်တို့ကဒါဖိတ်တာကကျွန်တော်တို့ကကြာဝါမဲ့သွားလေအမလေးနောက်တစ်တိုင်းကြမှာထကြမှာဝါနောက်တစ်ချိန်ကြမှာထအဲ့လိုအတိုင်လေးတော့လွဲတတ်တယ်ပေါ့ဗျာထက်ဝင်တယ်နော်ထက်ဝင်လွဲတတ်တယ်ပေါ့ဗျာ3ချိန်မှဝင်လိုက်ပြီကြာဝါမဲ့သွားဆရာရဲ့ကြာဝါမဲ့သွားဆရာရဲ့ကျုံးပါမယ်ဟုတ်ပါမှန်ပါတယ်ဗျာမှန်ပါတယ်ကြာဝါမဲ့သွားမို့လို့ကျွန်တော်တို့ကကိုယ့် limit လေးနဲ့ကိုသွားတာကောင်းပါတယ်ဗျာနော်ကိုယ့် limit လေးနဲ့ကိုသွားတာကောင်းပါဟုတ်ပါပြီမိတို့စင်စိုးစေးကမူကိုယ့်အမြင်ကိုယ်သဘောကိုထုတ်ဖော်ပြောခွင့်ရှိပါတယ်ဗျာနော်ထုတ်ဖော်ပြောခွင့်ရှိဘာပဲပြောကျွန်တော် live လေးကိုကြည့်ပေးတာရင်ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော် live လေးကိုကြည့်ပေးတာနဲ့ကျေးဇူးတင်ပါတယ်လို့ဒါကကျွန်တော်တို့ဘက်ကအခြေခံအားဖြင့်ကဲနော်ကျွန်တော်ဖြတ်ဝင်ထားတော့မရှုံးတော့ဘူးပေါ့ဗျာနော်မရှုံးတော့ဘူးဒီတတိုင်းတော့စောင့်လိုက်မယ်ဗျဘာလို့ဆိုတော့ဒိုဂျီပိုဝါလို့နော်ဒိုဂျီပိုဝါရဆိုသူကဟိုဗျအတက်ကြလူတဲ့အချိန်ပေါ့နော်မပီပြင်ဘူးပေါ့ဗျာနော်ဒိုဂျီပေါ်ဝိုင်းရှောင်လိုက်တာကောင်းတယ်နော်စီကန်တိုင်းသွားပြပါမယ်ဗျာနော်စီကန်တိုင်းသွားပြပါမယ်ဒိုဂျီပေါ်ရင်ရှောင်ပါလို့ခုနပြောတဲ့သူလေးဆက်ပြောရင်ကို့အမြင်ကိုသဘောကိုထုတ်ဖော်ပြောခွင့်ရှိပါတယ်ဗျာဘယ်သူမှမမားပါဘူးဗျာနော်ဘယ်သူမှမမားပါဘူးဗျာဘယ်သူမှမမားပါဘူးအခုဒီမှာဆိုရင်ဒါလည်းအပေါ်မီးစာအောင်မီးစာနဲ့ဒိုဂျီဖြစ်နေသလားဒိုဂျီဖြစ်နေရဆိုအတိတ်ပြဈေးလူနေတာပေါ့ဗျာနော်တက်ရမှန်းမသိကြရမှန်းမသိပေါ့ဒီကံကြမှာ तू အားတာတဲ့ဘက်လိုက်သွားမှာပေါ့ဗျာ तू ကဒီမှာဘာလို့တက်ရခြင်းကြရခြင်းဖြစ်နေတာသိလားကျွန်တော်တကယ်အိတ်ချင်းတွေတကယ်ငွေကြေးလောဈေးကွက်တွေမှာဒီတကယ် trader တွေငွေရှင်ကြေးရှင်တွေကသူတို့ရဲ့ရှိတဲ့ငွေတွေနဲ့အများကြီးဝယ်ထားလိုက်တာရှိတယ်အများကြီးဝယ်ပြီးရင်ဈေးကျတယ်အဲ့တော့အများကြီးဝယ်ထားတဲ့သူကထုတ်ပြီးတော့အများကြီးရောင်းလိုက်တယ်ဆိုရင်အဲ့ဆိုရင်ဈေးကျတယ်အများကြီးစုလိုက်ဝယ်ရင်ဈေးတက်တယ်အများကြီးထုတ်ရောင်းလိုက်ရင်ဈေးကျတယ်အဲ့ဒါသူတို့ကထိန်းချုပ်နေတာဟုတ်လား
ဟုတ်ပါပြီလို့ဟုတ်ပါပြီကိုအေရင်ကျေးဇူးပါကိုအေရင်ကျေးဇူးပါသူ့ရဲ့အမြင်တွေကိုထုတ်ဖော်ပြောကြားနေတာကျေးဇူးတင်ပါတယ်အဲ့လိုပေါ့ဗျာကျွန်တော်တို့ဒီဈေးကွက်ထဲမှာပြောရရင်တော့ဗျာဟိုပါပေါ့ကျွန်တော် ocean ကြီးပေါ့သမုဒ္ဒရာကြီးထဲမှာဝေလာငါးကြီးတွေလည်းရှိတယ်ငမန်းတွေလည်းရှိတယ်အစိမ်းကိုမွေရဘူးကြမှာအဲ့ဒါဆိုခင်ဗျားနားမလဲသေးဘူးကြမှာခင်ဗျားပြောလို့ကျုပ်အကြောက်ဝင်လိုက်ပြီဟဲ့မကြည့်အဲ့မှာနှစ်ကြိမ်ဝင်လိုက်ပြီအကြောက်နှစ်ဆနဲ့ကြမှာလောင်းမလားဒီတစ်ကြိမ်တက်သွားရင်တော့နောက်တစ်ချိန်ကြမှာနောက်1မိနစ်ကြမှာအဲ့မြင်းလေးတွေကဘလို့ထည့်အောင်ဆိုတော့ဟိုဟာလေးဆိုတာဘူလင်ဂျာဘန်းလေ indicator ကနေထည့်တာလေညီမလေးတို့ဒီ trading ရဲ့ဒီအောက်မှာ indicator လေးရှိရလေထောက်ချွန်လိုပုံစံလေးလေ indicator ကနေထည့်တယ်ကွန်ပျူတာဆိုဒီဘယ်ချမ်းမှာရှိတယ်ကွန်ပျူတာဆိုဒီဘယ်ချမ်းမှာရှိတယ်အဲ့မှာအဲ့ indicator ကနေထည့်အဲ့ဒီမှာကျွန်တော်တို့သမုဒ္ဒရာကြီးထဲမှာဝေလာငါးကြီးတွေရှိတယ်ငမန်းတွေရှိတယ်ပြီးရင်ငသိမ်ငမွားတွေရှိတယ်နည်းနည်းငါးအလက်စားတွေရှိမယ်ဗျာကျွန်တော်တို့ကတော့ငါးအသေးအမွားလေးတွေပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီသမုဒ္ဒရာထဲမှာဝေလာငါးကြီးတွေလှုပ်ရှားလိုက်လို့ရှင်လှိုင်းရကြီးသွားတယ်အဲ့လိုပဲငမန်းတွေပါလှုပ်ရှားလိုက်ရင်လည်းအောက်ကငါးလေးတွေမခံနိုင်ဘူးကြီးသွားအဲ့လိုပဲဒီကြီးတွေတစ်ချက်လှုပ်လိုက်ဗျမ်းပဓာတွေဖြစ်ကုန်ဟုတ်လားစကကြီးပြောရင် Warren Buffett တို့ဘာတို့ဗျာသူတို့တွေ entry တစ်ချောင်းဝင်လိုက်တာနဲ့ဒိန်းဆိုမှသူတို့မှတင်ထားတဲ့ဟာကြီးထုတ်ရောင်းလိုက်တာနဲ့သူတို့မှရှိတဲ့ငွေနဲ့ထုတ်ဝေလိုက်တာနဲ့အဲ့ဒီဈေးနှုန်းလောကကြီးကညီမလေးအကိုက EMA 6နဲ့ EMA 12ပြင်း3နဲ့အခုဒါပေမဲ့ဒီ Euro JPY မှာမြင်နေရတာတော့ဘူလင်ဂျာဘန်းကိုမြင်နေရတာနော်ပြီးရင်ကို EMA 6နဲ့ EMA 12ဘလို့ယူလဲကိုပြောပြမယ်နော်အဲ့တော့ကြတော့အဲ့လိုငွေရှင်ကြေးရှင်တွေကအလုံးရင်းနဲ့ဒီ trading ကိုဝယ်လိုက်တာမျိုးရောင်းလိုက်တာမျိုးလုပ်တဲ့အခါမှာဈေးနှုန်းတွေကကြပြောင်းကြမြန်တွေဖြစ်ကုန်ရောသူကဗျာဥထားတာဝယ်ပြီးတော့ဥထားတာအများကြီးအဲ့မှာဈေးကကျနေတဲ့အချိန်မှာဝုန်းရော့ဆိုထုတ်လဲရောင်းလိုက်ရောအဲ့လိုပြောင်းမြန်တက်သွားတာမျိုးပေါ့ဗျာပြောင်းမြန်တက်သွားတာမျိုးကျနေရင်လည်းတက်သွားတာမျိုးတက်နေရင်လည်းကျသွားတာခဏဖုန်းလေးလုံမယ်နော်ဒီမှာကြည့်ဒါဒီမှာဒီ movie computer ဆိုဒီဘေးမှာပေါ့ညီမလေးရယ်ဖုန်းဆိုရင်ဒီအောက်လေးမှာပေါ့ white လေးမှာရှိရယ်နော်အဲ့ဒီမှာဒီမှာ movie average ကိုရွေးမယ်ဒီမှာ indicator ကိုရွေးမယ်ပြီးတော့ movie average ကိုရွေးမယ်ပြီးတော့ movie average ကိုထပ်နှိပ်မယ်ပြီးရင်ဒီမှာ period ဆိုတာဒီသက်တမ်းပေါ့သက်တမ်းကိုစနစ်ထားမယ်စနစ်ရွေးမယ်ပြီးရင် SMA ကို EMA ရွေးမယ်နော် simple movie average ကို emphasize moving average ရွေးမယ်နော် EMA ရွေးမယ်ပြီးရင် color လေးကို candle တွေနဲ့မတူအောင်အပြာရောင်လေးပေးတယ်ကိုကပြီးရင် apply လုပ်လိုက်နော် apply လုပ်လိုက်ဒီမှာအပြာရောင်လေးပေါ်လိုက်နော်အပြာရောင်လေးပေါ်လိုက်ဒီမှာနော်အပြာရောင်မင်းပေါ်လိုက်ပြီးနောက်ထပ် moving average မင်းကိုနှိပ်မယ်ပြီး indicator ကိုနှိပ်မယ် moving average ကိုနှိပ်မယ်နောက်ထပ် moving average ကိုဝင်မယ်ပြီးရင်ဒီတစ်ခေါက်မြင်းကိုကြတော့နံပါတ်6ထားလိုက် period ကို6ပေး6ပေးပြီးရင် SMA ကို EMA ပြောင်းမယ်ပြီးရင်ဒီတစ်ခေါက်ကြတော့မြင်းကိုအဖြူရောင်လေးထားမယ်နော်မြင်းကိုအဖြူရောင်လေးထားပြီးတော့မြင်းလေးကိုထူထူလေးကျွေးလိုက်မယ်ပြီးရင် apply လုပ်လိုက်မယ်အဲ့ဒီမှာ EMA 6နဲ့ EMA 12မြင်းအခုရဲ့ဇယားမှာပေါ်လာပြီနော်ဟုတ်တယ်မရရင်ဟိုကိုရွှေစိုးရေဟိုလေးအဲ့လေးခံကြည့်လိုက်ဗျ at MRTK ဆိုပြီးခံကြည့်လိုက် at MRTK ဆိုပြီးခံကြည့်လိုက်နော်အဲ့တော့ဒီမှာ EMA 6နဲ့ EMA 12မြင်းကဘယ်လိုအလုပ်လုပ်လဲအဲ့ရှင်းသွားအောင်ကျွန်တော်ဘူလင်ဂျာဘန်းကိုဖျောက်မယ်နော်ဘူလင်ဂျာဘန်းဖျောက်ပြီးရှင်းပြမယ်ဘူလင်ဂျာဘန်းကိုခဏဖျောက်လိုက်မယ်ဘူလင်ဂျာဘန်းမရှိတော့ဘူးနော်အဲ့တော့ဒီမှာ EMA 6နဲ့ EMA 12မြင်းဟိုဘယ်လိုထွက်လဲဆိုမြင်အောင်ပြောရင်ဒီမှာကြည့်အခုလို့ EMA 6အဖြူရောင်မြင်းက EMA 12အပြာရောင်မြင်းကိုအပေါ်ကနေဟော့လို့ဖြတ်ဆင်းပြီဆိုရင်အကျနှိပ်ပါအကျနဲ့ဝင်နော်အဲ့ down trend တစ်ချိန်ရမယ်နော်တစ်ချိန်ရမယ်ပြီးရင်အခုလို့ EMA 6အဖြူရောင်မြင်းက EMA 12အပြာရောင်မြင်းကိုအောက်ကနေအပေါ်ဟော့လို့ပင့်ဖောက်ရင်အတက်နဲ့ဝင်တစ်ချိန်ရမယ်သူကတော့မြင်းတွေမဖြတ်မချင်းစောင့်အောင်ပါပေါ့ဗျာဒီမှာဆိုရင်အပေါ်အောက်ကိုတစ်ချိန်ဖောက်တယ်အကျနဲ့ဝင်တစ်ချိန်ရမယ်
အခုဆိုရင်တန်တိုင်းသွားနေတယ်မဝင်နဲ့တန်တိုင်းသွားနေမဝင်နဲ့သူတို့နှစ်ယောက်အပြိုင်သွားနေဝင်အခုဆိုရင်ဒီမှာ EMA 6 EMA 12အောက်ကနေအပေါ်ပင့်ဖောက်တယ်အကျဉ်ရမယ်ဝင်လိုက်နော်အခုဒီမှာအပြိုင်သွားနေရတက်တော့တက်သွားတယ်ဒါပေမဲ့မဝင်နဲ့နော်အဲ့တော့အခုအနေနဲ့ကတော့အခုမှ beginner တွေကိုအခုလိုလွယ်လွယ်ကူကူလုပ်လို့ရတယ် EMA 6နဲ့ EMA 12 min ကိုသုံးပါလို့အကြံပြုချင်ပါတယ်ကျန်တာတွေလို့ကြည့်ရတာမရှုပ်ပါဘူးအဖြူရောင်မြင်းလေးကအပြာရောင်မြင်းလေးကိုဖောက်တာနဲ့အတက်အကျနှိပ်ရုံပါပဲနော်အဖြူရောင်မြင်းလေးကအပြာရောင်မြင်းလေးကိုဖောက်တာနဲ့အတက်အကျနှိပ်ရုံပါပဲကဲကိုစွမ်းရေဒီမှာကျွန်တော်အစိမ်းစားရပြီလားကိုအေဒင်ရေအစိမ်းစားရပြီလားဆိုတော့ဒီမှာကျွန်တော်က down trend ဝင်လိုက်ပါပြီနော်ကျွန်တော်အကျနဲ့ဝင်လိုက်ပါပြီเนาะအကျနဲ့ဝင်လိုက်ပါပြီเนาะအကျနဲ့ဝင်လိုက်ပါပြီဘာပဲပြောအခုလိုစိတ်ဝင်စား comment ပေးနေတာကိုပဲကျေးဇူးတင်ပါတယ်ဗျာเนาะတကယ်လို့သိပြီးသားဆိုရင်လည်းခင်ဗျားသိတဲ့ knowledge တွေကိုမျှဝေပေးပါမသိသေးဘူးဆိုလည်းသိချင်တာကိုမေးပါအားမနာပါနဲ့เนาะကျွန်တော်ကပြောချင်လို့ကို live လွှင့်နေတာပါဗျာเนาะကျွန်တော်ကပြောပြချင်လို့ကို live လွှင့်နေတာပါเนาะဘာပဲပြောအခုလိုကြာကြာကြည့်ပေးတာနဲ့ကျွန်တော်ကကျေးဇူးတင်နေပါပြီเนาะပထမအဆင့်ကျေးဇူးကိုလှုပ်တဲ့ပွဲကိုလာကြည့်တဲ့သဘောပေါ့ဗျာဒါ live ကတော့ပွဲတော့မဟုတ်ဘူးဒါပေမဲ့အဲ့သဘောတက်ရောက်တာပေါ့နော်အဲ့သဘောတက်ရောက်တာပေါ့နော်ခဏလေးတော့ဒီဘက်မှာမီးပြတ်သွားလို့ကွန်ပျူတာမှောင်သွားတာအဲ့တော့ကျွန်တော်နောက်တစ်ချိန်အကြနဲ့နှစ်ဆဝင်ပါမယ်နော်နှစ်ချက်နဲ့ဝင်လိုက်ပြီနော်နှစ်ချက်နဲ့အဲ့လိုပါဗျာနော်โอเคပါမုံလာသူလေးကျေးဇူးပါဗျာမုံလာသူလေးကျေးဇူးပါအခုဆိုရင်တယောက်ပြီးတယောက်ဝင်လိုက်ထွက်လိုက်နဲ့ကျွန်တော် live ကိုကြည့်နေရတယ်လူများတယ်ပေါ့ဗျာကျေးဇူးရမ်းတင်တယ်ဒါပေမဲ့လူများတာနဲ့စာအသေးတွေနဲတယ်နော်ဟုတ်ကိုစောဦးအကောင့်ဖွင့်ခြင်းရင်ကျွန်တော် Telegram @mastertk ကိုသုံးလုံးကိုလာပြီးတော့ပြောလိုက်ဗျာကျွန်တော် link ပေးမယ်နော် @mastertk ပေါ့ဗျာဟိုပါ @mrd ရှေ့ကနေ @လေးခံလိုက်ပါရှေ့ကနေ @လေးခံလိုက်ပါMRTK ကိုသုံးလုံးပါ mastertk ကိုသုံးလုံးကိုလာဟိုင်းလေးပါကျွန်တော်အကောင့်ဖွင့်တဲ့ link လေးပေးမယ် Telegram group လည်းထည့်ပေးပါမယ် Telegram group လည်းထည့်ပေးမယ်အဲ့ဒါဆိုခင်ဗျားတို့ညနေ8 နာရီည8 နာရီတိုင်းမှာ free လေ့လာရမှာပေါ့နော်ဘာတင်တဲ့ချင်းမှပေးကြမလို့နော်တွေ့လားကိုအီဒင်ရလိုက်ပြီနော်တွေ့လားရလိုက်ပြီအဲ့လို trend ကိုမဆန့်ကျင်နဲ့နော်ကျွန်တော်ဒါပဲပြောချင်တယ် trend ကိုမဆန့်ကျင်နဲ့ဆရာကန်တရားစိမ့်တိုင်းလိုက်မဝင်နဲ့ခွန်းက down trend ဆို down trend ကိုစောင့်ဝင်ကန်တွေကတက်တိုင်းမဝင်နဲ့ up trend ဆိုရင်လည်းကန်တွေကကြာတိုင်းမဝင်နဲ့ down trend ကိုဝင်နော်အခုဒီမှာကြာသွားပြီလားကျွန်တော်ဝင်ခြင်းနေရအတိုင်းပဲပြန်တက်သွားမှာဆိုလို့မဝင်နဲ့ down trend ထက်ဝင်မလို့ဒါထက်ဝင်မလို့ကျွန်တော်စောင့်နေရဒါပေမဲ့အခုတော့နောက်ကျလို့မဝင်တော့ဘူးနော်နောက်ကျလို့မဝင်တော့တာနောက်ကျသွားလို့မဝင်တော့တာပါဗျာဟာအသေးတွေ 1K ရောက်သွားပြီဒီစမ်းကျေးဇူးရမ်းတင်လိုက်တာဗျာအသေးတွေပေးတာ 1K တခါမှမရဘူးတခါအမှန်တိုင်းပြောရရင်ကျွန်တော်လိုက်တာလွတ်နေ 1K တခါမှမရဘူးဟိုဟာဆိုတာဘာလဲဆိုတော့အခုလူလဲများတော့လေထပ်ပြီးပြောလိုက်ရင် Zoom ကနေ free သင်ကျင်နေဆိုရင်ကျွန်တော်ရဲ့ video တွေအောက်မှာ free class ဆိုပြီးတော့ like comment ပေးပါဒါမှမဟုတ်ရင်ဟုတ်ကဲ့ကိုချင်မင်းခိုင်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ Telegram account MRTK ကိုသုံးလုံးကိုလာပြောပေးနော် group ထဲကိုထည့်ပေးမယ်အဲ့ဒီမှာည8 နာရီမှာတင်တဲ့ Zoom link ကို Telegram group ထဲမှာချပေးတယ်အဲ့ link ကနေဝင်ပါနော်အဲ့ဒါဆိုရင်ခင်ဗျားတို့ည8 နာရီတိုင်းမှာ free သင်တန်းတက်ရမှာပါနော်8 နာရီတိုင်းမှာ free သင်တန်းတက်ရမယ်အဲ့ဒီမှာဆရာတွေလည်းစုံတယ်နီးပြတွေလည်းစုံတယ်စုံတော့တယောက်နဲ့တယောက်မတူညီတဲ့အတွေးခေါ်တွေလည်းသင်ရပါလိမ့်မယ်နော်အကောင့်ဖွင့်ကျေးဇူးတင်ပါတယ်အခုလိုနေတာဟုတ်တယ်ရင်ခုန်နေတာပဲကိုလည်းပြောရင်းနဲ့ရင်ခုန်နေတာပဲကြပါကိုချင်းလေးတိုင်းပြောပြမယ်နော်ဒါအခုဒါကျွန်တော်တို့ကဗျာ binary trade လုပ်နေတာဟိုမှာကျွန်တော်တို့က price action အတိုင်းကိုသွားပြီဗျာသွားပြီ price action အတိုင်းကျွန်တော်တို့ trade နေတာပေါ့ဗျာ price action အတိုင်း trade နေတာ price action အတိုင်း trade နေတာပေါ့ဗျာကျွန်တော်တို့ဒါ price action ကို trade နေတာပါအဲ့တော့ price action ကဘာကိုကြည့်ရလဲဆိုတော့သူ့ရဲ့ဈေးကွက်လာရကိုကြည့်ရပါနော်ဆိုရင်ဒီမှာကျွန်တော်က candle လေးကို10 minute စီထားတယ်ဗျာ candle တစ်ချောင်းတိုင်းဟာ10 minute ရှိတယ်အဲ့တော့ဒီမှာခင်ဗျားဘာမြင်လဲဒီမှာအောက်ကြီးကိုထိုးဆင်းသွားတာမမြင်ဘူးလားအဲ့ဒါကို down trend လို့ခေါ်ပါတယ်
အောက်ကြီးကိုထိုးဆင်းသွားတာ down trend ကိုခေါ်ပါတယ်အဲ့တော့အောက်ကြီးထိုးဆင်းတဲ့အထဲမှာခဏလေးပြန်မတက်ဘူးလားအဲ့တော့ခဏလေးပြန်တက်တာကိုဒီလိုပြန်ချက်ကြည့်လိုက်ဟိုမှာတက်နေတွေ့လားဒါလေးကို up trend လို့ခေါ်ပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ major down trend ထဲမှာ minor up trend ဖြစ်နေတာနော် minor up trend ဖြစ်နေတာအဲ့တော့အခုကျွန်တော်တို့ကဘာလဲဆိုတော့ major down trend တိုင်းပဲလိုက်တယ်အဲ့တော့သူ minor up တာကိုမေ့ထားလိုက်မယ်အဲ့တော့ minor ရလိုက်ပြီနော်ရလိုက်ပြီ minor up တဲ့ဟာကိုရှောင်ပြီးတော့ major down နဲ့ trend ကိုကျွန်တော်တို့ကလိုက်ပြီးရအောင်ထွိတ်ပြီးတော့ငွေရအောင်ယူလာပါဗျာနော်အခုကျွန်တော်နောက်တစ်ချိန်ဝင်သင့်တယ်ဒါပေမဲ့ကြတာ၄တိုင်မြောက်ဖြစ်နေတော့မဝင်ရဘူးမဝင်တော့ဘူးဒီမှာလေးကြတာများနေပြီလေဒီမှာ1 2 3 4တိုင်တောင်ဖြစ်နေဒီမှာ5တိုင်မြောက်ဖြစ်နေပြီလားတွေ့လားတက်သွားပြီတွေ့လားတက်သွားပြီဟိုကပြောရရင်ဇက်တိုက်ကြီးကြတယ်ဆိုတိုင်းလဲလိုက်မဝင်တဲ့ဆရာကြီးထောင်ချောက်တွေရှိတယ်ဟိုဇက်တိုက်ကြီးကြတယ်ဆိုရင်လဲတော့မဝင်နဲ့ကိုကသူ့ရဲ့အကြကုန်အောင်ဆောင်တစ်ခါတလေ2တိုင်ဇက်တိုက်ဖြစ်တတ်တယ်တစ်ခါတလေ3တိုင်ဇက်တိုက်ဖြစ်တတ်တယ်တစ်ခါလေ4တိုင်ဇက်တိုက်ဖြစ်တတ်တယ်နော်အဲ့တော့တစ်တိုင်မှာ10မိနစ်ရှိတယ်ဗျာပြောချင်တာ4မိနစ်ဇက်တိုက်ဖြစ်တတ်တယ်3မိနစ်ဇက်တိုက်ဖြစ်တတ်တယ်အဲ့လိုပေါ့အမျိုးမျိုးပေါ့ဗျာခုဒါကျွန်တော်ဒီတိုင်ကိုရှောင်မယ်နော်နောက်တစ်တိုင်ဝင်မယ်ကြာသွားပြီသေရောကြာသွားပြီအဲ့တော့ဇက်တိုက်ကြာနေရောနောက်တစ်တိုင်ကြာလဲအကြနဲ့မဝင်ရတော့ဘူးအဲ့တော့ app နဲ့ဝင်နေဗျာကဲ trend ကိုမစန့်ကျင်ပါနဲ့ကျွန်တော်ပြောတယ်နော် trend ကိုမစန့်ကျင်ပါနဲ့ကျွန်တော်ပြောတယ်ဘာလို့ app နဲ့ဝင်လဲဟောတာကြောင့်မိုက်တာဗျာဒီမှာတစ်တိုင်နှစ်တိုင်သုံးတိုင်လေးတိုင်ငါးတိုင်ကြီးကြာပြီးသွားပြီလေ9တိုင်ကြာပြီးသွားရင်6တိုင်မြက်ကတက်တော့မှာလေဗျာနောက်ဆုံးအများကြီးမတက်ရင်တော့ဟန်ပြတက်မှာအဲ့ဟန်ပြတက်တာကိုရအောင်ယူမှာကျွန်တော်ကဟန်ပြတက်တာကိုရအောင်ယူမှာကဲဟန်ပြတက်ပါမယ်ဆိုမှကြာသွားပြီတေရောပေါ့နော်တေရောပေါ့ဆရာကြီးတေရောပေါ့တက်ပါအောင်ဟဲ့တက်ပါကြာတယ်ညာကြာတယ်နော်အဲ့လိုရက်ဆက်တဲ့အခါလည်းရှိရနော် trader မှန်ရင်အသေးကွဲဘူးကြတယ်နော် trader မှန်ရင်အသေးကွဲဘူးကြတယ်နော် binary trade ပဲ trade future trade ပဲ trade trader မှန်ရင်အသေးကွဲဘူးတော်ပြီ trend မဆန့်ကျင်တော့တော်ပြီပတ်စံကုန် trend ကိုမဆန့်ကျင်တော့ဒီဒီဇိုင်းသူကသူတက်ချင်တက်ကြချင်ကြသူပြီးအောင်စောင့်မယ်ဗျသူပြီးအောင်စောင့်မယ်ဗျအခုဒီမှာလူတွေလည်းနည်းနည်းများသလိုရှိလာကြပြီအဲ့ဒီတော့ကျွန်တော် free class ည8နာရီမှာတက်ချင်ကြတယ်ဆိုရင် Telegram MRDK 93လုံးကိုလာပြီးတော့ free class ဆိုပြီးပြောပေးဟုတ်တယ်နှစ်တိုင်လောက်လည်းကြည့်ရမှာပေါ့နော် free class ဆိုပြီးတော့ပြောပေးအဲ့ဆိုကျွန်တော်ကခင်ဗျားတို့ Telegram group ထဲထည့်ပေးမယ်ဘာပတ်စံမှမပေးရဘူးည8နာရီတိုင်းမှာအလကားနားထောင်ရမယ် Zoom ကနေပြီးတော့ Zoom ကနေနားထောင်တဲ့အတွက် screen တစ်ခုလုံးမြင်ရတော့ပို့ပြီးတော့အားရတာပေါ့ဗျာနော်သဘောတရားတွေပိုနားလေလိမ့်မယ်အခုကဖုန်းနဲ့ရိုက်နေတာဆိုတော့ screen တစ်ခုလုံးကပြလို့မရဘူး screen တစ်ခုလုံးပြလို့မရတော့ကြည့်ရတာအားမရတာတွေပေါ့ဗျာနော်အဲ့ကြတော့ကျွန်တော်ကို MRDK 93လုံးရှေ့က add လေးခံလိုက် add MRDK 93လုံးမှာလာပြီးတော့ပြော free class ဆိုပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်ကခင်ဗျားတို့ Telegram group ထဲထည့်ပေးပြီးတော့ Zoom link အဲ့ချပေးတဲ့ Zoom link ကနေဝင်နာထောင်အနည်းဆုံးပညာရတယ်ဗျာပတ်စံမကုန်ပဲပညာရတယ်နော်ဒါပဲအနည်းဆုံးပညာရတယ်ပညာရလို့ live လုပ်တဲ့သူကပတ်စံမှရမယ်ဒါပဲနော်အဲ့ဒီမှာအကူညီနဲ့ဆိုခင်ဗျားရဲ့ trading ဘယ်လိုပြောရမလဲ winning rate က 80% နေပါတယ်ဖြစ်သွားလိမ့်မယ်နော် 80% နေပါတယ်ဖြစ်သွားလိမ့်မယ် 80% နေပါတယ်ဖြစ်သွားလိမ့်မယ်ကဲဒီတစ်ချိန်မှာကျွန်တော်အကြနဲ့ဝင်มาတော့မယ်နော်ဒီမဆောင်နိုင်လို့ဝင်ပြီဗျာနော်ဒီတစ်ချိန်မှာကျွန်တော်အကြနဲ့ဝင်มาပြီဗျအကြနဲ့ဝင်มาပြီနော်ဟောတက်သွားသေးတယ်ကျွန်တော်ထပ်ဝင်มาပြီဗျမဝင်တော့နော်အဲ့ဒီဟာပဲစောင့်လိုက်တော့မယ်အကြနဲ့ဝင်มาပြီဗျနော်အမှန်တိုင်းပြောရရင်ဒီနေ့ကလေကျွန်တော်မမြတ်ဘူးဗျဒါပေမဲ့ကျွန်တော်စကားတွေအများကြီးပြောလိုက်ရတယ်လူတွေအများကြီးစိတ်ဝင်စားတယ်အဲ့အတွက်ကိုကျွန်တော်ပြောတယ်သလားဒီနေ့မမြတ်ဘူးသလားဘာလို့ဆိုကျွန်တော်ပြန်ပါသွားတာပြန်မှလော့သွားတာမျိုးဖြစ်နေပေါ့နော်ကိုက
စနေပဲရတယ်ဟုတ်တယ်ညီမလေးဟုတ်တယ်စောင်းဟိုကောင်းတယ်ကောင်းစိတ်ရှည်တာကောင်းတယ်နော် trader မှာစိတ်ရှည်တာကောင်းတယ် trader မှာစိတ်ရှည်တာကောင်းပါတယ်ဗျအကျိုးမရုပ်ပါဘူးเนาะအကျိုးမရုပ်ပါဘူးစိတ်ရှည်တာဟာအရာရာမှာအကျိုးမရုပ်ပါဘူးเนาะသူ့ရဲ့ဘဝနေနည်းထိုင်နည်းတွေမှာအကျိုးရှိပါတယ်အခုဆိုရင်ကျွန်တော် loss ပါပြီဗျ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 ကဲစိတ်ပြောင်းသွားအောင်တခြားငွေကြေးတွေလေးသွားကြည့်မယ်เนาะအခုဒါဆိုရင် euro USDT ဖြစ်သွားပြီเนาะ euro USDT ကသူလည်း major down trend ပဲတွေ့လားဒီမှာ major trend က down trend ကြီးပဲเนาะတနေကုန်ကြာနေဒါပေမဲ့ down trend ထဲမှာပြန် up နေပြီဒီမှာပြန် up နေပြီအဲ့တော့ဒီမှာ17နာရီက up တာဗျာအခု17နာရီဆိုတနာရီရှိသွားပြီเนาะ up trend ဖြစ်နေပြီเนาะအဲ့ကျွန်တော် up နဲ့ဝင်လိုက်ပြီဘာလို့ဖြတ်ခနဲဝင်အောင်ဆိုဒီမှာဗျာဒီမှာအကြဆုံးရောက်သွားပြီအကြဆုံးရောက်ပြီးပြန်တက်မှာလीအဲ့ကြောင့်ကျွန်တော် up နဲ့ဝင်လိုက်တာပါเนาะချက်ချင်းကျွန်တော်ဝင်လိုက်တာမဟုတ်ပါဘူးเนาะကျွန်တော်မျက်လုံးထဲမှာ trend အကြည့်ပြီးသွားလို့ကျွန်တော်ဝင်လိုက်တာပါကျွန်တော် app နဲ့ဝင်လိုက်တာပါအော်ရက်ဆက်တယ်เนาะ down trend မကုန်သေးဘူးပေါ့ down trend မကုန်သေးဘူးပေါ့ဟုတ်တယ် TikTok မှာစိတ်ရောက်နေလို့ပြောရင်းဆိုရင်းနဲ့လေ down trend မကုန်သေးဘူးပေါ့ကျွန်တော်ဒီနေ့ live လွှင့်ပေးရတာအရန်အားရှိတယ်ဗျာနော် comment ပေးကြတဲ့သူတွေရောလေပြီးတော့ဟိုဘယ်လိုပြောရမလဲစိတ်ပါလက်ပါ live လုပ်ပေးတဲ့သူတွေရောနော်စိတ်ပါလက်ပါ live လုပ်ပေးတဲ့သူတွေကျေးဇူးတင်ပါတယ်ဗျာနော်အရန်ကျေးဇူးတင်တယ်သလားဘာလို့ဆိုကျွန်တော်လည်းစိတ်ချမ်းသာခြင်းလို့ကိုလှုပ်ချင်တာလှုပ်တာလေအဲ့ဒါကိုကျွန်တော်စံနှအတိုင်း live လုပ်ပေးကြတယ်ဆိုတော့ဒါစိတ်ချမ်းသာကျေးဇူးတင်တယ်ဟိုကိုယ့်ရဲ့စိတ်ချမ်းသာတဲ့အဝန်းဝိုင်းလေးမှာနေရတယ်လို့ပေါ့ဗျာနော်ဖြစ်နေတာကလင်ကလောင်လုံးနဲ့တက်မှမတက်ဘူးဆရာသမားကလည်းဒုက္ခမပေးတော့ပါဘူးအဲ့လောက်ဆိုမပေးတော့ဘူးနော်ဒေါ်လာကိုကျွန်တော်တို့4500လောက်ရှိပါတယ်ဗျရောင်းရင်တော့ဈေးမရဘူးနော်ရောင်းရင်ဈေးမရဘူးဝယ်ရင်ဈေးကြီးပါတယ်ဗျအဲ့ဒါထုံးစံအောင်ပြောတာပါရောင်းရင်ဈေးမရဘူးဝယ်ရင်ဈေးကြီးပါတယ်ဗျအဲ့ဒါတော့မမင်းနဲ့တော့လေအဲ့ဒါတော့မမင်းနဲ့လေအဲ့ဒါတော့မမင်းနဲ့တော့ဒါတော့ကိုယ့်ရဲ့အင်အားနဲ့ကိုပေါ့ဗျာကိုယ့်ရဲ့အင်အားနဲ့ကိုပေါ့ကိုယ့်ရဲ့အင်အားနဲ့ကိုဆိုတာကျွန်တော်လည်းရှိလို့မဟုတ်ဘူးလေစုရတာပေါ့ဟိုဘာလို့ပြောချင်တာလဲဆိုတော့ကိုက100ဘိုးလောက်နိုင်100ဘိုးထည့်ပေါ့50ဘိုးနိုင်50ဘိုးထည့်ပေါ့မဟုတ်ဘူးဗျာနော်ရမယ့်ဟာတောင်မပေးခြင်းရမယ့်ဟာတောင်မပေးခြင်းကဲဒီနေ့တော့ကျွန်တော်ဟောပေါ့ကျွန်တော်နားတော့မယ်ဗျာနော်နားတော့မယ်โอเคဟုတ်ကဲ့ပါဗျာစမ်းကြည့်ပါဗျာနော်ဒါမဲ့တခုရှိတယ်ခင်ဗျာအခုမှစမှာဆိုတန်းမထဲနဲ့အခုမှစမှာဆိုတန်းတဲ့ခင်ဗျာ loss သွားမှာပေါ့ဆရာရဲ့ကုံသွားမှာပေါ့Zoom ကနေတင်တဲ့များနားထောင်ပါဦးတေချာပိုင်းနိုင်လေ့ကျင့်ပါဦးဟုတ်တယ် free class တင်ကျွန်တော်ရဲ့ Telegram ကိုလာပြောလဲเนาะကျွန်တော်ထည့်ပေးမယ်ဟိုgroup ထဲကိုထည့်ပေးမယ်ဟိုZoom ကိုများတက်အောင်Zoom ကိုများတက်အောင်ဆရာပတ်စံမထည့်နဲ့ပတ်စံတန်းထည့်ရင်ခင်ဗျာကုံသွားလိမ့်မယ်စေနာနဲ့ပြောတာเนาะစေနာနဲ့ပြောတာဟိုပတ်စံချက်ချင်းထည့်ရင်ကုံသွားမှာပေါ့လေ့လာအောင်ဟိုလေး @mrdk 93လုံးလာဟိုင်းပြီเนาะ free class ဆိုပြီးလာပြောပေးလိုက် @mrdk 93လုံး @mrdk 93လုံးเนาะဟုတ်တယ်လေ့လာမှာဟုတ်တယ်ဒါပေမဲ့အမှန်တိုင်းပြောမယ်ကန်ထက်ညံများတယ်ဒီအားလေကျွန်တော်တို့သင်ယူရရင်ရတယ်เนาะသင်ယူရင်ရတယ်เนาะကန်ထက်ညံများတယ်เนาะညံများတယ်ကန်က30%ပဲရှိရခင်ဗျာညံကောင်းရင်ကောင်းသလိုရမှာကျွန်တော်အဲ့လိုတော့ပြောချင်တယ်ကန်မပါဘူးတော့မဟုတ်ဘူး
ညံ80ရာခိုင်နှုန်းရှိရနော်ခင်ဗျာအတွက်အချက်တော်ရင်တော်သလိုရမှာအတွက်အချက်တော်ရင်တော်သလိုရမှာဆရာအကြီးသေးတွေကအလကားဟာတွေခင်ဗျားကလည်းအဲ့ဒါတွေကဘာတွေမှမသိဘူးအကြီးသေးတွေကအုံနောက်မလိုပါဘူးဗျဘာတွေမှမသိပါဘူး line ပေါ်မှာကလေးတွေလုတ်တဲ့ဟာအကြီးသေးတွေကကျွန်တော် TikTok မှာတွေ့ပါတယ်သူတို့ဘာတွေလုံးမှမသိဘူးဒါကကိုယ့်ဟာကိုမြင်သာထင်သာရှိရလေဗျာအခုကျွန်တော်ဒီဟာကမြင်သာထင်သာရှိရလေဗျာမြင်သာထင်သာရှိပါတယ်ဆရာကြီးမြင်သာထင်သာရှိပါတယ်ကိုဆရာရဲ့တော့မပါဘူး MRTK 93လုံးတော့မပါဘူးเนาะ MRTK 93လုံး MRTK 93လုံး MRTK 93လုံးမှာဟိုရှေ့ကနေ add လေးခံလိုက်ပါဗျဟုတ်တယ်အမတယောက်ရေးပြနေတယ် @MRTK 93လုံးနဲ့เนาะဖုန်းနဲ့လည်းရတယ်ဖုန်းနဲ့လည်းရတယ်เนาะဖုန်းနဲ့လည်းရတယ်ဖုန်းနဲ့လည်းထွေးလို့ရတယ်เนาะဖုန်းနဲ့လည်းထွေးလို့ရပါတယ်ဗျဖုန်းနဲ့လည်းထွေးလို့ရပါတယ်အခုကျွန်တော်ဝင်လိုက်တယ်เนาะအတက်လေးနဲ့ဝင်လိုက်တယ်ပြောရရင်ကျွန်တော်လည်းအခြေအနေကောင်းလို့ပြောတာမခွဲရေးဘူး MRTK ပူးရေးတာ MRTK 93လုံးနောက်မှာ93လုံးပါသေးတယ် MRTK 93လုံးနောက်မှာ93လုံးပါသေးတယ် Master TK 93လုံးပါလို့MRTK 93လုံးပါဟုတ်တယ်ဒီမှာသူရေးပြတာ copy ယူလိုက်တဲ့ဒီမှာကောင်မလေးတယောက်ရေးပြနေနော်ဒီမှာဒီတယောက်ရေးပြနေတယ်ဆရာရဲ့ sex time ရဲ့ဒီမှာနော်ဒီမှာမုံရွာသူလေးရေးပြနေတယ် @MRTK 93လုံးအဲ့လိုလေးရေးရမှာပါဗျအဲ့လိုလေးရေးရမှာပါဗျဒါမှမဟုတ်လေဗျာကျွန်တော် live ပြီးသွားရင်ကျွန်တော်ရဲ့ video တစ်ခုခုမှာ free class ဆိုပြီးတော့လာရေးလက်နော်ကျွန်တော်ရဲ့ account ထဲဝင်ပြီးတော့ကျွန်တော်ရဲ့ video တစ်ခုခုမှာ free class ဆိုပြီးလာရေးပေးလိုက်ကဲလူကြီးမင်းတို့ကျွန်တော်ဒီနေ့ဖွင့်ပြတာခဏနေနားပါတော့မယ်အသေးလေးတွေမပေးချင်ကြဘူးလားဗျာအသေးလေးတွေပေးပါဟုတ်ကဲ့ထိုင်းထားရင်ကျွန်တော်ဒီမှာအားလာကျွန်တော်ပြန် reply လုပ်လိုက်မယ်နော်ကျွန်တော် reply လုပ်ပေးမယ်နော်ဟုတ်ကဲ့ပါမှန်ပါတယ်ဗျမှန်ပါဒီနာမည်ကဲနားတော့မှာမလို့အသေးလေးတွေပေးကြပါဦးအသေးလေးတွေပေးကြပါဦးဗျအသေးလေးတွေကဲအားလုံးပဲရှင်လန်းချမ်းမြေပြည့်စုံကြပါစေဗျာအေဂျင့်တာယာပြီးပြည့်စုံတဲ့ဘဝတွေပိုင်ဆိုင်ကြပါစေနော်